360 debate ကနေပြီးတော့ကြိုဆိုပါတယ်ကျမကတော့စုရနာမြင့်ဖြစ်ပါတယ်ကျမတို့ဒီ debate မှာတော့ wine ကောက်လက်နက်ထက်မထက်ဆိုတဲ့အကြောင်းအရာကိုဆွေးနွေးညှိနှိုင်းသွားမှာဖြစ်ပါတယ်အပြန်အလှန်ဆွေးနွေးညှိနှိုင်းသွားကြမဲ့သူတွေအနေနဲ့ကိုလင်းထက်နဲ့ကိုရဲရင်မောင်ကိုလည်းကျမအနေနဲ့ဖိတ်ခေါ်ထားပါတယ်ကိုလင်းထက်ကဆိုလို့ရှိရင်ဒီစီတုမီဒီယာရဲ့တီထောင်သူတဦးဖြစ်ပြီးတော့ကိုရဲရင်မောင်ကတော့လူငယ်သူတွေတဦးဖြစ်ပါတယ်ဆိုတော့ဒီ wine ကောက်ဆိုတဲ့အသုံးလုံးပေါ့နော်မြန်မာလူဆိုလို့ရှိရင်တော့တပိတ်မှောက်တာပေါ့ဆိုတော့တပိတ်မှောက်တယ်ဆိုတာကတော့ဒီရဟန်းတန်ဃာတော်တွေစွန်းစားတဲ့တပိတ်ကိုမှောက်ထားယုံတခုတဲ့အထိပ္ပယ်တော့မဟုတ်ဘူးပေါ့နော်ဆိုတော့အဓိကတော့ဒီတပိတ်မှောက်တယ်ဆိုတဲ့အသုံးလုံးကဘုရားရှင်လက်ထက်ကတည်းကပေါ်ပေါက်လာခဲ့တယ်လို့ဒီမြန်မာဆွေစုံကျမ်းထဲမှာလည်းကျွန်မဖတ်ရတယ်ပေါ့နော်ဆိုတော့အဓိကတော့ဒီယဟန်တန်ဃာတော်တွေကိုယဟန်တန်ဃာတော်တွေကိုဒီလှူဒန်းတဲ့ဒါယကာမတွေရဲ့လူပွဲပစ္စည်းလေးပါလူပွဲပစ္စည်းတွေကိုမတုံးဆောင်ခြင်းအဖြစ်ဖယ်ခြင်းအဖြစ်တပိတ်မှောက်ခြင်းအမှုကိုပြုကြတယ်လို့ဆိုလိုတယ်ပေါ့နော်ဆိုတော့အဓိကတပိတ်မှောက်ရတဲ့အကြောင်းရင်းရှစ်ချက်ကိုတော့ဘုရားရှင်ကဟောတာရှိပါတယ်တဲ့ဆိုတော့အဓိကကတော့ဒီယဟန်တန်ဃာတော်တွေကိုဆဲတာပြီးတော့ယဟန်တန်ဃာတော်တွေပစ္စည်းလေးပါလူပွဲမရအောင်လုပ်တာပြီးတော့ဘေးအန္တရာယ်ဖြစ်အောင်လှုပ်ဆောင်တာပြီးတော့နေရာထိုင်ခင်းတဲ့သတင်း300နေရာတွေအခက်အခဲဖြစ်အောင်လုပ်တာပြီးတော့ယဟန်တစ်ပါးနဲ့တစ်ပါးစိတ်ဝမ်းကွဲအောင်လုပ်တာနောက်ပြီးတော့ယေရနာ3ပါးဖြစ်တဲ့ဘုရားတရားတန်ခါရဲ့ကျေးဇူးတွေကိုကဲ့ရဲ့ပြောဆိုတာပေါ့နော်ဆိုတော့ဒီလိုမျိုးအကြောင်းအရာ8ချက်ကိုကျူးလွန်တဲ့ဒီတက္ကမတွေစီကနေပြီးတော့မှပစ္စည်းလေးပါအလူမခံမဲနဲ့တပိတ်မှောက်လို့ရတယ်ဆိုပြီးတော့ဘုရားရှင်ကမှာချခဲ့တာဖြစ်တယ်လို့ဖတ်ရတယ်ပေါ့နော်ဆိုတော့ wine ကောက်ဆိုတဲ့ဒီအင်္ဂလိပ်အသုံးလုံးပေါ့နော်ဒီဝေါ်ဟာရကတော့1880ခုနှစ်ခရဲကဒီပေါ်ပေါက်လာတာဖြစ်တဲ့ Irish မြေပိုင်ရှင်ဖြစ်တဲ့ Captain Wine ကောက်ကိုသူ့ရဲ့အလုပ်သမားတွေကနေပြီးတော့တပိတ်မှောက်ရာကနေစတင်လာတာဖြစ်တယ်ပေါ့နော်ဆိုတော့သူ့နာမည်ဒီ wine ကောက်ကိုပဲအစွဲပြုတ်ပြီးတော့မှဒီလို wine ကောက်လုပ်တယ်ဆိုတော့အယူဆကနေပြီးတော့မှပြန်ပွားလာတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုတပိတ်မှောက်တယ် wine ကောက်လုပ်တယ်ဆိုတော့မူဟာကဒီမူဝါဒသို့မဟုတ်အပြောင်းလဲတစ်ခုပေါ့နော်ဆိုတော့အပြုတ်မူအဖြစ်ပြောင်းလဲတာနိုင်ငံရေးစနစ်အဖြစ်ပြောင်းလဲတာမျိုးတွေအတွက်ဒဏ်ခတ်ဖို့ဒါမှမဟုတ်ဖိအားပေးဖို့အတွက်အစည်းအဝေးမတက်ရောက်တာဒါမှမဟုတ်ဒီကုမ္ပဏီတစ်ခုခုကထုတ်လုပ်တဲ့ထုတ်ကုန်တွေကိုအားမပေးဘဲနဲ့တပိတ်မှောက်တာဒါမှမဟုတ်နိုင်ငံတစ်ခုခုကထွက်ကုန်တွေကိုမတုံးဆွဲဘဲနဲ့ရှောင်ရှားတာစသဖြင့်ဒါမျိုးကိုယ့်ရဲ့သဘောမကျတဲ့မနစ်သက်တဲ့အပြုအမူတွေကိုညှိနှိုင်းထားတဲ့နီးလန်းနဲ့ဒီလိုအုပ်စုတစုလူအုပ်စုတစုဒါမှမဟုတ်စုဖွဲ့တစ်ခုကနေပြီးတော့မှထုတ်ဖော်ပြတာကိုဆိုလိုတယ်လို့ဒီနိုင်ငံရေးအပိဓာန်မှာလည်းဖော်ပြထားပါတယ်အဲ့တော့ဒီတစ်ပတ်မှာတော့ကျမတို့ရဲ့ဒီ white ကောက်လက်နက်ထပ်မထပ်ဆိုတဲ့တပိတ်မှာအတိကfocus လုပ်ပြီးဆွေးနွေးသွားမယ့်အကြောင်းအရာကတော့2021စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာကြည်ကြည်ပြန့်ပြန့်ပေါ်ပေါက်လာတဲ့တပိတ်လှုပ်ရှားမှုတွေအကြောင်းကိုကျမတို့အဓိကမတူညီတဲ့ရှုထောင့်တွေကနေပြီးတော့မှအခုကျမတို့ဖိတ်ကြားထားတဲ့တပိတ်တာတွေကနေပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်ဆိုတော့ကိုလင်းထက်နဲ့ကိုရဲရင်မောင်ကိုကျမအနေနဲ့ကြိုးဆိုချင်ပါတယ်ဒီ debate အစီအစဉ်လေးကိုစပါမယ်ဆိုတော့ကျွန်မအရင်ဦးဆုံးကိုရဲရင်ကိုဖိတ်ခေါ်ချင်ပါတယ်ဒီ wine ကောက်လက်နက်ထပ်မထပ်ဆိုတဲ့ခေါင်းစဉ်ပေါ်မှာကိုရဲရင်အနေနဲ့ဘယ်လိုသဘောထားရှိလဲ10မိနစ်အဖွင့်အနေနဲ့စပြီးဆွေးနွေးပြပါဟုတ်ကဲ့ပါကျွန်တော်ရဲရင်မောင်ပါကျွန်တော်အနေနဲ့ဒီ wine cup လုပ်တယ်တနည်းအားဖြင့်တော့ကျွန်တော်ဒီတပိတ်လှုပ်ရှားမှုတွေလုပ်တယ်ဆိုတဲ့ဟာကတကယ်ကို immediate ထမ်းမြတဲ့အရာတစ်ခုချွန်ထက်တဲ့အရာတစ်ခုလို့ကျွန်တော်ကမြင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့2021အာဏာသိမ်းမှုအလွန်ကလေးကကျွန်တော်တို့ကနိုင်ငံနဲ့အဝမ်းမှာတပိတ်မောက်လှုပ်ရှားမှုတွေကတောက်လျှောက်ကိုကျွန်တော်တို့တွေ့ရတယ်ကြေးရွာတွေမှာရောမြို့ပြတွေမှာရောကျွန်တော်တို့ပြည်သူလူထုတွေရဲ့ဒီစစ်အစိုးရရဲ့စစ်အာဏာရှင်စနစ်ကိုမတရားဘူးကျွန်တော်တို့မနှစ်သက်ဘူးမလိုလားဘူးမနှစ်မြို့ဘူးဆိုတဲ့ဟာကိုကျွန်တော်တို့ကတပိတ်မှောက်တဲ့ပုံစံမျိုးစုံနဲ့ကျွန်တော်တို့ကဖော်ပြခဲ့တာထုတ်ဖော်ခဲ့တာဖြစ်တယ်ဒီလိုမျိုးဖော်ပြထုတ်ဖော်မှုတွေကနေပြီးတော့မှကျွန်တော်တို့လူထုတရက်လုံးကနေပြီးတော့မှအပြောင်းလဲတစ်ခုကိုကျွန်တော်တို့ကလိုချင်ကြတယ်အခုလက်ရှိနေတဲ့အာဏာသိမ်းမှုကိုလက်ရှိဖြစ်ပေါ်နေတဲ့မတရားမှုတွေကိုကျွန်တော်တို့လူထုတွေကနေပြီးတော့မှတဘောကြနှစ်သက်လက်ခံခြင်းမရှိဘူးလို့ကျွန်တော်တွေကထုတ်ဖော်ပြတာတဲ့အရာတစ်ခုလို့ကျွန်တော်တို့ဒီအနေနဲ့လက်ခံထားတာဖြစ်ပါတယ်ထိရောက်လားမထိရောက်ဘူးလားဆိုတော့ကျွန်တော်အနေနဲ့ကဒီအာဏာသိမ်းမှုကိုဒီလိုမျိုးတပိတ်မှောက်တာတွေ boycott လုပ်တာတွေကနေပြီးတော့မှထိရောက်တဲ့အရွေးတစ်ခုကိုကျွန်တော်တို့သွားနိုင်တယ်လို့မြင်တယ်ကိုလင်းထက်နေနဲ့ရောထောက်ခံပါအဓိကတော့ new တော်လိုင်းရေးကဒီ
ဒီဘိုင်းကောက်လှူရှာမှုကြောင့်ပြောမယ်ဆိုလို့ရှိရင် New Dollar ရဲ့ပတ်တန်ကိုလည်းကျွန်တော်သိဖို့လိုတယ် New Dollar ကကျွန်တော်စပြီးချင်းကတ်ထဲဟိုဒီကျွန်တော်တို့တာတူမြင်နဲ့ချင်းကတ်ခဲ့ကြတာပေါ့နော်တပတ်နေမယ်ဒီစစ်ကောင်းအောင်ဆင်းသွားမလို့ဒီမှာစားတဲ့ပုံစံမျိုးနဲ့ကျွန်တော်တာတူမြင်နဲ့ချင်းကတ်ခဲ့ကြတာဆိုတော့ဒါပေမဲ့တကယ်တမ်းကျတော့အခုချိန်မှာ New Dollar က9နှစ်ကြာခဲ့ပေါ့နော်ဆိုတော့အဲ့လိုချိန်မှာကျွန်တော်ရဲ့ဘိုင်းကောက်လှူရှာမှုကလည်းလှိုင်းနေလို့ပဲအတက်အကျရမ်းများခဲ့ကာလတွေဖြစ်တယ်နောက်21ကာလအစမှာဆိုလို့ရှိရင်ရဲနဲ့စက်သားကိုဈေးမရောက်ပါဘူးဆိုတော့ဒါဘိုင်းကောက်လှူရှာမှုတော့ရှိခဲ့တယ်ဒါပေမဲ့အခုချိန်မှာတော့မျိုးပြမှာမျိုးထဲမှာဒါမှမဟုတ်ပြည်တွင်းမှာဘယ်လိုဖြစ်နိုင်တော့မလဲအခြေအနေမျိုးလဲပေါ့နော်ဆိုတော့ဖြစ်နိုင်စရာအင်မတန်နည်းသွားတယ်ဆိုတော့ဘိုင်းကောက်ကလှိုင်းနေလို့ပဲအတက်အကျရှိတယ်အဲ့လိုပုံမူတည်ပြီးတော့လေခုနပြောတယ်ကျွန်တော်ဒီမှာဆွေးနွေးနေရတဲ့ဒီထက်လားမထက်ဘူးလားလို့ကိုဆွေးနွေးနေရပြီဆိုတော့ဟိုကဘိုင်းကောက်နဲ့ပတ်သက်တဲ့ indicator တွေကျွန်တော်တို့မှာအားနည်းနေသေးတယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုကြည့်ရပြီကျွန်တော်တို့မှာဟိုဒီဘိုင်းကောက်လှူရှာမှုကိုဒီထက်လားမထက်လားပြောနိုင်မှုအတွက်ကိုလိုအပ်ချက်တွေရှိနေသေးတယ်လို့မြင်တာပါโอเคဒါဆိုကျွန်တော်နည်းနည်းလေး scope ကိုခြုံကြည့်လိုက်မယ်အခုဒီအရွေးကောက်ပွဲကလည်းနီးလာပြီပေါ့နော်ဆိုတော့အဲ့တော့ဒီရွေးကောက်ပွဲအတွက်ဆိုပြီးတော့မှစစ်တပ်ကနေပြီးတော့မှသူ့ရဲ့ propaganda အရာရုပ်ရှင်တွေရိုက်တယ်เนาะပြီးတော့ရှိုးပွဲတွေလည်းလုပ်တယ်တချင်းတွေထုတ်တယ်ဒီလိုနေရာတွေမှာခေါ်သုံးတဲ့အမှုပညာရှင်တွေရှိတယ်အဲ့တော့သူတို့ဘိုင်းကောက်လုပ်တယ်လားထိရောက်တယ်လို့ထင်လားသူတို့ဘိုင်းကောက်လုပ်တာဟုတ်ကျွန်တော်တို့လူကနေပြီးတော့မှစူပေါင်းနဲ့စနစ်တစ်ခုအနေနဲ့စူပေါင်းပြီးတော့မှကျွန်တော်တို့တွေကသူတို့ဝိုင်းကော့လုပ်တင်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒီလိုမျိုးကျွန်တော်တို့အနုပညာရှင်တွေနောက်တစ်ခုကကျွန်တော်တို့ဒီအနုပညာလှုပ်ရှားမှုကိုလုပ်နေကြတော့သူတွေနဲ့သူတို့ကိုကူညီပံ့ပိုးနေတော့သူများအားလုံးကိုကျွန်တော်တို့အနေနဲ့ကတော့ပြည့်ပြည့်စုံစုံဝိုင်းကော့လုပ်တင်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ကိုလင်းထက်ကောငါညင်းရစီပဲကျွန်တော်တို့ပြည်တွင်းမှာကြံခဲ့တဲ့ပြည်တွင်းမှာရှိနေတဲ့ဒီအနုပညာရှင်အုပ်စုတွေကိုနောက်ဆုခွဲမြင်တယ်ဟိုခွေးပြစ်ရှင်လုံးလုံးမှာပြာဝန်တိုးကျင်တဲ့ကောင်တွေတတ်တတ်ရှိတာပေါ့နော်ဆိုတော့ဒါပေမဲ့တချို့ကြတော့လေဖိအားချီနေဆိုတော့ကျွန်တော်ထည့်စဉ်းစားရမယ်ပြီးတော့ခုနမဆုပြောသွားသလိုပဲကျွန်တော် military propaganda ပေါ့စစ်တပ်ဝါဒဖြန့်နေဆိုရင်ဝါဒဖြန့်တာရဲ့နောက်ွယ်ကိုကျွန်တော်မြင်အောင်ကြည့်ဖို့လိုတယ်စစ်တပ်ကဖိအားပေးပြီးတော့ဒီအတုံးချတာပေါ့နော်အတုံးချရဆိုတဲ့အခြေအနေမှာပြည်တွင်းမှာရှောင်လွှဲလို့မရတဲ့အခြေအနေတွေရှိလာလိမ့်မယ်အခုဆိုရင်လည်းတကယ်ကိုအကုန်လုံးဗျာ influencer တွေရောဒီ artist တွေရောအဆိုတော်တွေရောလူတီများရဲ့လူမှန်သမျှကိုစစ်တပ်က propaganda တွေထည့်ဖို့ကြိုးစားနေတဲ့အခြေအနေဖြစ်တယ်ဆိုတော့ဒီအခြေအနေမှာကျွန်တော်တို့တို့ကိုဘယ်လို boycott နဲ့ boycott စင်းနဲ့ထည့်လို့ရမလဲဆိုတာလည်းစဉ်းစားဖို့လိုတယ်ဆိုတော့တချို့သောအနုပညာရှင်တွေကတကယ်တော့စစ်တူရင်ခုံမော်ကနေဦးလေးဖြစ်တယ်အနောက်ကရွှေ့နေတဲ့ဒီပြန်ကြားရေးဘက်ကအကောင်တွေပြီးရင်စစ်ဗိုလ်ချုပ်တွေဒါတွေကိုကျွန်တော်တို့မြင်အောင်ကြည့်ဖို့လိုတယ်ဒီအချိန်တွေကိုမြင်အောင်မကြည့်ဘဲနဲ့ကျွန်တော်တို့ကလုံးတုပ်ပြီးတော့ဘိုင်းကောက်လောက်ကြမယ်ဆိုလို့ရှိရင်ကျွန်တော်ခတ်လိမ့်မယ်နောက်တစ်ခုကတော်လန်ရေးဆိုတဲ့ဟာကိုအဓိပ္ပာယ်ဖွင့်ဆိုမှုတော်လန်ရေးကကျွန်တော်တို့ကတော်လန်ရေးဆိုတာတကယ်တော့ရန်သူကိုတတ်နိုင်သမျှအင်အားနဲ့အောင်လုပ်ရပြီးတော့မိမိဘက်ကအင်အားမြအောင်လုပ်ရတာကျွန်တော်တို့ကအမြဲတမ်းဒါလုံးတုပ်ပြီးတော့ဘိုင်းကောက်လုပ်နေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘက်ကထောက်ခံတဲ့အင်အားဖြည်းဖြည်းချင်းနဲ့နည်းသွားလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ကိုရဲကြီးအနေနဲ့ပါညင်းစရာရှိလဲဟုတ်ဆိုတော့ကျွန်တော်မှညင်းစရာအနေနဲ့တော့အချို့အချက်တွေရှိရပေါ့နော်ဆိုတော့နံပါတ်1ကကျွန်တော်တို့ဟုတ်ပြီဝိုင်းကောလုပ်တဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ပြန်ပြီးတော့မှဘယ်သူကိုတော့ဝိုင်းကောလုပ်ရမယ်ဘယ်သူကိုတော့ဝိုင်းကောမလုပ်ရဘူးလို့ပြောတဲ့အချိန်မှာအဲ့လိုမျိုးပြန်ပြီးတော့မှကျွန်တော်တို့မျိုးစားခွဲဖို့အတွက်ဆိုရင်လည်းတကယ်လက်ရှိအခြေအနေကိုကျွန်တော်တို့ဘယ်လောက်ထိသိနိုင်မှာလဲပေါ့နော်ဆိုတော့အဲ့လိုမျိုးမသိနိုင်တဲ့အခြေအနေမျိုးမှာကျွန်တော်တို့တွေကဒီအကြောင်းပြချက်မျိုးစုံနဲ့ပေါ့နော်သူကတော့ဒါဖိအားပေးလို့မလို့ဒီလိုမျိုးပါလိုက်ရတာပါဆိုပြီးတော့မှမျက်ရည်ကန်ထိုးမဲ့ကိစ္စတွေလည်းအများကြီးကြုံလာနိုင်တယ်ပေါ့ဆိုတော့ဒီခါတွေကျတော့ကျွန်တော်တို့ဒီကာလမှာကကျွန်တော်တို့လောက်ရမှာကရှင်းတယ်ဆိုတော့ဒီလိုမျိုးစစ်တပ်ဘက်ကနေပြီးတော့မှဝါရဖြန့်နေတဲ့ဒီရိုက်ကူးမှုတွေရှိုးပွဲတွေမှာပါသမျှလူကြီးအားလုံးကိုကျွန်တော်တို့အနေနဲ့ boycott လုပ်ဖို့အတွက်လိုတယ်ဒါဒီကျွန်တော်တို့ကရှင်းရှင်းလေးပဲပြပြတသားလေးပဲကျွန်တော်တို့ boycott လုပ်ဖို့အတွက်လိုတယ်ဆိုတော့ဒီတော်လိုင်းပြီးသွားအောင်သွားတဲ့အချိန်မှာကြာမှကျွန်တော်တို့တွေကလူလူကနေပြီးတော့မှဟုတ်ပြီဒီလူတွေကတကယ်ကိုဒီမှာလူလူလာလာနဲ့ပါခဲ့တဲ့သူတွေလားဒါမှမဟုတ်ရင်လည်းဘယ်လိုမျိုး PR ကြီးကြောင့်ပါရလဲဒါကိုပြန်ပြောမှလူလူရဲ့တရားစီရင်မှုတွေလူလူရဲ့ဆုံးဖြတ်မှုတွေကပြန်လာပါလိမ့်မယ်ပြီးတော့သူတို့ကိုယ်တိုင်ရဲ့လုံရက်တစ်ခုချင်းစီတိုင်းရလဲကျွန်တော်တို့ပြန်ပြီးတော့မှမြင်သာပါလိမ့်မယ်ဘာလို့ဆို kids အတိုင်းမှာလဲဒါအနုပညာရှင်တွေကဒါစစ်တပ်ရဲ့ဝါဒဖြန့်မှုတွေမှာသူတို့ကပါပြီးတော့မှတရုပ်ဆောင်ခဲ့ကြတဲ့သူတွေရှိတယ်ဒါပေမဲ့ဒီဘက်တော်လိုင်းကာလတွေမှာပြန်ပြီးတော့မှသူတို့ကဒီတော်လိုင်းဘက်မှာပေးဆက်နေတဲ့သူတွေလဲကျွန်တော်တို့မြင်နိုင်တဲ့သူတွေရှိတယ်ဆိုတော့သူတို့တွေကိုကျွန်တော်တို့ပြည်သူတွေကပြန်ပြီးလက်ခံကြတာမျိုးဖြစ်တယ်ဆိုတော့ boycott လုပ်ခြင်းဒီကျွန်တော်တို့ကမလိုလားမနစ်သက်မှုကိုကျွန်တော်တို့ကပြသတာဖြစ်တယ်သူတို့တွေနဲ့ဒီမှာပါဝင်နေတာကျွန်တော်တို့ကမလိုလားမနစ်သက်ဘူးဒါကိုကျွန်တော်တို့ကပြရဖြစ်တယ်တစ်ချိန်မှာသူတို့ကပြည်သူတွေဘက်ကနေရက်လာပြီဆိုရင်ပြည်သူတွေကသူတို့ကိုလိုလားကြောင်းနှစ်သက်ကြောင်းပြန်ပြီးတော့မှပြပါလိမ့်မယ်ဘာလို့လဲဆိုပြည်သူတွေဒီလူတယောက်ကမှန်နေလားမှားနေလားဆိုတော့ဆုံးဖြတ်နိုင်တဲ့နှလုံးသားကိုယ်စီရှိရလို့တော့ကျွန်တော်မြင်တယ်ဒါဆိုရင်ဒီ wine ကောင်းကျွန်တော်ခေါင်းစဉ်ကိုပြန်သွားလိုက်မယ်ဆိုရင်သူကထိရောက်တာနဲ့မထိရောက်တာပေါ့နော်ကိုရင်းကြီးကထိရောက်တယ်လို့ယူဆတဲ့ဘက်မှာရှိရပေါ့နော်ဆိုတော့အဲ့တော့ထိရောက်တယ်ဆိုဘယ်လိုပုံစံထိရောက်လဲပေါ့ဆိုတော့ဒီလူတွေကို wine ကောင်းလုပ်လိုက်ခြင်းအပြင်ဒီတော်လန်ရေးမှာဘယ်လိုအကျိုးကျေးဇူးတွေဖြစ်သွားလဲပေါ့ဆိုတော့အဲ့ဒီဟာလေးချက်ဆွေးနွေးပြပါဟုတ်ကဲ့ဆိုတော့ကျွန်တော်အချက်၃ချက်မြင်တယ်နံပါတ်1အချက်ကတော့ဒီစစ်တပ်ရဲ့တရားဝင်မှုကိုကျွန်တော်တို့ကအများကြီးရိုက်ချိုးနိုင်တယ်
ဘာလို့လဲဆိုတော့ဒီလိုမျိုးစစ်တပ်ကနေပြီးတော့မှသူတို့ရဲ့ဒီဝါဒပြန့်မီဒီယာတွေဝါဒပြန့်နဲ့ဒီလှုပ်ရှားမှုတွေကနေတဆင့်သူတို့ကဒီအမှုပညာရှင်တွေကိုသုံးမယ်နောက်တစ်ခုကတခြားသောနာမည်ကြီး celebrity ကိုသုံးတယ်သုံးပြီးတော့မှသူတို့ကငါတို့ရဲ့တရားဝင်မှုကိုတော့ဒီလူတွေကတော့ထောက်ခံနေပါတယ်မင်းတို့ပြည်သူတွေအများကြီးကနေသဘောကျနှိမ့်သက်တဲ့သူတွေကလည်းငါတို့သဘောကျပါတယ်နှိမ့်သက်ပါတယ်ငါတို့ဘက်မှာရက်နေပါတယ်ဆိုပြီးတော့မှထောက်ပြတာမျိုးတွေသူတို့ကလုံနိုင်တယ်ဒါကိုကျွန်တော်တို့ကပြန်ပြောမှာငါတို့ကဒီလူတွေကိုမထောက်ခံတော့သဘောမကျတော့ဘူးလှုပ်လိုက်ခြင်းအပြင်စစ်တပ်ရဲ့တရားဝင်မှုကိုကျွန်တော်တွေကတိုက်ခိုက်နေတယ်ဒါနံပါတ်1အချက်ပါနံပါတ်2အချက်ကဘာလဲဆိုတော့ဒီသူတို့ရဲ့ဒီစီးပွားရေးလုပ်ငန်းတွေပေါ့နော်ဆိုတော့ဒီရိုက်ကူးရေးလုပ်ကြတာဒီလိုမျိုးသူတို့ရဲ့ရုပ်ရှင်တွေကို production လုပ်တဲ့ producer တွေကိုယ်တိုင်ကလည်းဒါစစ်တပ်ဘက်ကနေပြီးတော့နောက်ွယ်ရနေပြီးတော့မှချုပ်ကင်ထားတဲ့စစ်တပ်ရဲ့စီးပွားရေးလုပ်ငန်းတွေဖြစ်နေနိုင်တယ်ဆိုတော့ဒါတွေကိုလည်းကျွန်တော်တို့တွေကတနည်းအားဖြင့်တွဲဝိုက်သောနီးအားဖြင့်ဒီ boycott ကနေပြီးတော့မှကျွန်တော်တွေကတိုက်ခတ်နိုင်တယ်ဖြိုချနိုင်တယ်နောက်တတိယမြောက်အချက်ကကြတော့ကျွန်တော်တို့ပြည်သူတွေကနေပြီးတော့မှဒီအရာတွေကိုမလူလားမနစ်သက်ကြောင်းကိုပြခြင်းဒီကျွန်တော်တို့ပြည်သူတွေရဲ့စိတ်ဝမ်းကတစိတ်တဝမ်းနဲ့ရှိနေတယ်ဆိုပြီးတော့မှနိုင်ငံတကာကိုလည်းကျွန်တော်တို့ရဲ့ရည်တည်ချက်ကိုပြပြတသားပြနိုင်နိုင်မယ်လို့ကျွန်တော်မြင်တယ်ဒါကတော့ကျွန်တော်မြင်တဲ့၃ချက်ပေါ့နော်ဟုတ်ကိုလင်းထက်အနေနဲ့ရောဒီကိုရင်းရင်ပြောသွားတာတွေပုံမှာသူကဒီ boycott လုပ်မယ်ဆိုပြည်သူတွေအားလုံးကပါဝင်တဲ့ဟာဖြစ်တဲ့အတွက်တစုတစည်းတဲ့ပြည်သူတွေကရှိနေတယ်ပြီးတော့နောက်တစ်ချက်ကစစ်တပ်ရဲ့လူထုထောက်ခံမှု legitimacy ကိုအားရုံနိုင်တယ်ဆိုတဲ့ဟာရှိရပေါ့နော်အဲ့တော့ကိုလင်းထက်ကိုဆွေးနွေးစီချင်တာကစစ်တပ်ကိုအားရုံအောင်လုပ်တာကတော်လန်ရေးမှာအားကောင်းသွားစီလားပေါ့ပြီးတော့လူထုကအားလုံးကတစုတစည်းတဲ့ပါဝင်နေပြီးတော့မှဒီ boycott လှုပ်ရှားမှုမှာရှိနေပါတယ်ဆိုတဲ့ဟာမျိုးကိုလင်းထက်အနေနဲ့ယုံကြည်ရှိလားခုနကကိုရင်ပြောသွားတဲ့နေရာမှာလည်းပါတယ်ဒီလက်ရှိစစ်တပ်ရဲ့ဝါဒပြင်ရန်နေရာမှာအနုပညာရှင်တွေအကုန်လုံးသာပါတယ်အကုန်လုံးလည်း boycott လုပ်မယ်ပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်စဉ်းစားမိတာဒီ entertainment industry ကကျွန်တော်ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေပြည်တွင်းမှာရှိနေမှာပဲပေါ့နော်ဒီ show ဝဲတွေရုပ်ရှင်တွေတခြားသော entertainment မျိုးစုံ entertainment industry ကရှိနေမှာပဲဒီအချိန်ဒီမှာခုနကပြောတဲ့တိုင်းတစ်ပြည်လုံးပြည်တွင်းရောပြည်ပရောအားလုံးဝိုင်းပြီးတော့ဒီ entertainment industry ကိုပြည်တွင်းမှာမရှိတော့အောင်boycott လုပ်ကြမယ်ဆိုတဲ့ကိစ္စတကယ်ပဲဖြစ်နိုင်ပါမလားဆိုတဲ့စဉ်းစားချက်ပေါ့နော်အဲ့ဒါတကယ်ပဲဖြစ်နိုင်ပါမလားထိရောက်ပါမလားဆိုတဲ့စဉ်းစားချက်နောက်တစ်ခုက entertainment industry တွေကတကယ်ပဲစစ်တပ်ရဲ့legitimacy ကိုပေးနေသလားပေါ့နော်ဥပမာအားဖြင့်စစ်တပ်ရဲ့ဒီ propaganda အောက်မှာရိုက်တဲ့ဟွာတွေရှိတယ် entertainment production တွေရှိလိမ့်မယ်ဒါပေမဲ့သူတို့ကတော့တီးခြားထုတ်လုပ်နေတဲ့ product တွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဒီအခြေအနေကိုကျွန်တော်စဉ်းစားဖို့လိုတယ်နောက်တစ်ခုကကျွန်တော် concern အဖြစ်ဆုံးကတော့ခုနကကျွန်တော်ပြောတဲ့ဒီတိုင်းတစ်ပြည်လုံးကလက်ရှိသွားနေတဲ့ entertainment industry တစ်ခုလုံးကို boycott လုပ်ဖို့ဆိုတာဖြစ်နိုင်ခြေရှိပါမလားဆိုတော့မေးခွန်းပေါ့နော်နောက်တစ်ခုကကျွန်တော်ထိပ်ပြီးစဉ်းစားမှာ generation ပြဿနာကျွန်တော်နေဦးဒေါ်လာရအခုက9နှစ်ကြာခဲ့ပြီပေါ့နော်ဆိုတော့2021မှာ2021ဆရာနာသိန်းတဲ့အချိန်မှာ10နှစ်ပဲရှိတဲ့ကလေးငယ်လေးတယောက်အခု9နှစ်ကြာတဲ့အချိန်မှာ15နှစ်ရွယ်လူငယ်တယောက်ဖြစ်နေပြီသူ့ရဲ့ entertainment ပြည်တွင်းမှာပဲသူဆက်ရှိမယ်ဆိုရင်သူစားသုံးရမယ့် entertainment industry ကဒီတဲ့ဟာတွေပဲတချင်းတွေရုပ်ရှင်တွေတခြားသောဟာတွေပေါ့နော် entertainment ကုန်တော့ဒီတဲ့ဟာတွေပဲစားသုံးရမှာဆိုတော့generation gap ကိုလည်းကျွန်တော်ထည့်မစဉ်းစားဘဲနဲ့entertainment industry တစ်ခုလုံးကို boycott လုပ်ဖို့ဆိုတာဖြစ်နိုင်ခြေဘာကြောင့်ရှိတာလဲလို့ကျွန်တော်ပြန်မေးချင်တာဗျဟုတ်ဆိုတော့ရင်းနေနဲ့ဒီ boycott လက်နက်ကထက်တယ်ပေါ့နော်ဆိုတော့ဒီ boycott လုပ်ဖို့အတွက်ခုနလိုတစုံတယောက်ကနေပဲဖြစ်ဖြစ်လူအုပ်စုတစ်ခုကနေပဲဖြစ်ဖြစ်စပြီးတော့မှဒီ line ကိုဖော်တယ်ဆိုတဲ့ဟာကိုရင်းကယုံကြည်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာ boycott တွေတော့လုပ်တယ်ဒါပေမဲ့နိုင်ငံရေးရမဟာဗျူဟာမပါဘူးနိုင်ငံရေးရနီးနာတွေမပါဘူးနိုင်ငံရေးရတော်လန်ရေးအတွက်ဘလို့အမျက်ထွက်ဖို့အတွက်ပြင်ဆင်မယ်ဆိုတော့စဉ်းစားချက်တွေမပါဘဲနဲ့ဒီလူတယောက်ဒါမှမဟုတ်လူအုပ်စုတစုကို boycott လုပ်လိုက်ရုံနဲ့တကယ်ထိရောက်တယ်လို့ထင်လားဆိုတော့ကျွန်တော်တို့နိုင်ငံရေးအနေနဲ့ကျွန်တော်တို့တွေအနေနဲ့မိမှန်းချက်တွေမျှော်ရည်ချက်တွေတော့ရှိဖို့အတွက်လိုတယ်။တနည်းအားဖြင့်တော့ကျွန်တော်တို့တွေကဘယ်လိုမျိုးသွားမလဲဆိုရင်နိုင်ငံရေးအစီအမံတွေရှိဖို့အတွက်လိုလိမ့်မယ်လို့ထင်တယ်။ဆိုတော့ boycott လက်ဒီထက်တာမှန်တယ်။အဲ့ထက်တဲ့အပေါ်မှာကျွန်တော်တို့ကဘယ်လိုမျိုးရှေ့ဆက်ကြမလဲဆိုတာကျွန်တော်တို့တွေးဖို့အတွက်လိုတယ်။ဥပမာပညာရေးကဏ္ဍလိုမျိုးကျွန်တော်တို့ကြည့်ကြအောင်ပေါ့နော်။ဘာလို့လဲဆိုတော့ကိုလေးထက်ကလည်းရှေ့မှာမျိုးဆက်ပြဿနာကိုကျွန်တော်တို့ပြောထားမျိုးရှိတယ်။ဆိုတော့ဥပမာကျွန်တော်တို့ကစစ်တပ်ဘက်ကနေပြီးတော့မှရှိတယ်ကျွန်တော်တို့ကြောင်းနေမှာကျွန်တော်တို့စက်မတက်ကြအောင်ဆိုပြီးတဲ့လူတွေရှိနေမယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးရှိတဲ့ကြောင်းသူကြောင်းသားတွေအတွက်ကောကျွန်တော်တို့ကပညာရေးနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးအခွင့်အလမ်းတွေကျွန်တော်တို့ပြန်ပြီးဖန်တီးထားပေးပြီလဲပေါ့နော်ဥပမာအခြေခံပညာကိုကျွန်တော်တို့ကြည့်မယ်ဆိုရင် Federal ကျောင်းတွေရှိတယ်ဆိုတော့ဒီ Federal ကျောင်းတွေမှာကျွန်တော်တို့ကနှစ်ပိုင်းခွဲမြင်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့လွတ်မြောက်နယ်မြေတွေမှာမြေပြင်မှာဖွင့်ထားတဲ့ကျောင်းတွေရှိမယ်နောက်တစ်ခုက online မှာရှိတဲ့ကျောင်းတွေရှိမယ်ဆိုတော့ဒီကျောင်းတွေမှာရှိနေတဲ့ကျောင်းသူကျောင်းသားတွေဆိုရင်လေသူတို့ကဒီကျောင်းတွေမှာပေးတဲ့ပညာရေးတနည်းအားဖြင့်တော့ကျွန်တော်တို့တွေကစစ်ကြုံပညာရေးမဟုတ်တဲ့ကျွန်တော်တို့တွေကတော်လန်ပညာရေးတွေပေါ့နော်ဆိုတော့တော်လန်ပညာရေးလို့ပြောရင်တော့မှကျွန်တော်တို့တွေကအဓိပ္ပာယ်ဖွင့်ဖို့ကျွန်တော်တို့တွေနည်းနည်းတော့
အနေများတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကပညာရေးလို့ပြောလိုက်တဲ့အချိန်မှာဆိုရင်သူတို့ကိုဒီအသက်အရွယ်မှာတည်တင်တည်တိုက်တဲ့ကျွန်တော်တို့ပညာတွေကိုပေးဖို့အတွက်လို့တယ်။ဒီစနစ်ကဘယ်လိုမျိုးသွားတယ်။ဥပမာဒီမိုကရေစီစနစ်ကဘယ်လိုဖက်ဒရယ်စနစ်ကဘယ်လိုနောက်တစ်ခုကကျွန်တော်တို့ကတခြားသောစနစ်တွေကဘယ်လိုဆိုတာကျွန်တော်တို့ကပြောရမှာဖြစ်တယ်။ဒါပေမဲ့ဒီမိုကရေစီစနစ်ဒီကောင်းပါတယ်ဖက်ဒရယ်စနစ်ဒီကောင်းပါဆိုပြရမှာမျိုးတော့ကျွန်တော်အနေနဲ့မလက်ခံဘူး။ဆိုတော့ဒါပေမဲ့အဲ့လိုမျိုးကျွန်တော်တို့တွေလက်ရှိကာလမှာဆိုရင်ဒါCDM လောက်လိုက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့က Federal ကျောင်းတွေအများကြီးပေါ်လာတယ်ဆိုတော့ဒီ Federal ကျောင်းတွေဒီ boycott လုပ်ပြီးတော့မှ non CDM လောက်တဲ့ကလေးတွေကိုကျွန်တော်တို့စန့်ကျင်တဲ့ non CDM လောက်တဲ့ဆရာဆရာမတွေကိုစန့်ကျင်တဲ့ကျွန်တော် CDM လောက်ထားတော့ကျောင်းသူကျောင်းသားများဆရာဆရာမများပညာရေးဝန်ထမ်းများနေပြီးတော့လဲပတ်နေရန်တရားတွေဖြစ်တယ်ဆိုတော့ဒီရန်တရားတွေကကျွန်တော်တို့ကနိုင်ငံရေးအတွက်မျှော်ရည်မှန်းချက်နိုင်ငံရေးဆိုတဲ့နိုင်ငံအတွက်မျှော်ရည်မှန်းချက်အနာဂတ်အတွက်မျှော်ရည်မှန်းချက်ရှိလို့မလို့ပေါ်နေရရဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့က boycott လုပ်တိုင်းနိုင်ငံရေးအတွက်မျှော်ရည်မှန်းချက်မရှိနေရမျိုးမဟုတ်ဒါကျွန်တော်တို့ပညာရေးကဏ္ဍအနေနဲ့ပြောတာမျိုးပေါ့နော်ဆိုတော့ဒီလိုမျိုးနေရာနေပြီးတော့မှတက်လာတဲ့ကလေးတွေအနေနဲ့ကလည်းသူတို့တွေနဲ့ဆက်ပြီးတော့မှသူတို့ရဲ့အမှန်အမှန်ကိုခွဲခြားနိုင်တဲ့အတွက်ကြောင့်မလို့မျိုးဆက်ပြဿနာကိုတော့ကျွန်တော်တို့ဖြေရှင်းနိုင်လိမ့်မယ်လို့တော့ကျွန်တော်မြင်တယ်ဒါဒီအပြည့်စုံမဟုတ်ဘူးဆိုရင်တော့မှအတိုင်းအတာတစ်ခုထိတော့ဖြေရှင်းနိုင်လိမ့်မယ်လို့မြင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီနိုင်ငံရေးအစီအမံတွေဆိုတော့ဒီကာလမှာဆိုရင်ဂျားကာလအစီအမံတွေကျွန်တော်တို့ရေးတာကြားတယ်ပေါ့နော်ဆိုတော့ Federal Unit လို့ပဲပြောဒါမှမဟုတ်ရင်လည်းကျွန်တော်တို့အနေနဲ့ဒီ Federal နဲ့ပတ်သက်ပြီးတော့မှတွားနေကြတဲ့အစုအဖွဲ့အတီးတီးကနေပြီးတော့မှဂျာကာလာအစီအမံတွေနိုင်ငံရေးဥပဒေတွေကျွန်တော်တို့လောလောလတ်လတ်မှာပေါ်လာနေတဲ့ဟာတွေရှိတယ်ငကိုကလေးကရှိနေပြီးသားအရာတွေလည်းရှိတယ်ဆိုတော့ဒါတွေအပေါ်မှာတော့ကျွန်တော်တို့တွေကတစ်ချက်တော့ပြန်ပြီးတွေးဖို့အတွက်လိုတယ်ဆိုတော့ကျွန်တော်တို့တွေကလက်မခံဘူး boycott လုပ်ထားရဲဆိုတဲ့အချိန်မှာ2008 constitution ကိုလည်းကျွန်တော်တို့တွေကတနည်းအားဖြင့်တော့ဖယ်အပြတ်ထားရဲဆိုတာကဒါဒီလေတပိတ်မောက်တယ် boycott လုပ်ထားတယ်ဖျက်သိမ်းထားတယ်ရက်ဆိုင်ထားတယ်လို့ကျွန်တော်တို့ကပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးလုပ်လိုက်ပြီဆိုရင်ဒါကိုအစားထိုးမဲ့အရာတွေကကျွန်တော်တို့မှာရှိနေပြီလားပေါ့နော်တနည်းအားဖြင့်တော့မရှိနေသေးဘူးရှိဖို့အတွက်ကြိုးစိုးနေရဲ့နဲ့နောက်တစ်ခုရှိဖို့အတွက်ကျွန်တော်တို့ကကြိုတင်ပြီးတော့မှလုံနေတဲ့အရာရှိဒါပေမဲ့အဲ့ဟာတွေကိုပြည်သူကဘယ်လောက်ထိများသိနေပြီလဲပေါ့နော်အမြဲတမ်းကျွန်တော်လည်းမေးခွန်းထုတ်တယ်ဒီနေရာတွေကိုသွားကြည့်လိုက်တိုင်းမှာကျွန်တော်တို့ပြည်သူတွေစီကိုရောက်အောင်ပို့နိုင်တဲ့အရာမှာတော့အင်မတန်အားနည်းနေရမျိုးကိုတွေ့တယ်ဆိုတော့ဒီတော်လိုင်းကြီးမှာပါနေတဲ့အစုအဖွဲ့တွေလောက်ကပဲဒါတွေကိုသိနေကြပြီးတော့မှတကယ်ပြည်သူတွေစီကိုပြည်သူတဦးတယောက်ချင်းဒီတိုင်းစီကိုရောက်ဖို့အတွက်ကတော့အများကြီးအားနည်းနေသေးတယ်တနည်းအားဖြင့်တော့ကိုယ့်ရဲ့အစုအဖွဲ့တွေထဲမှာပဲသွားနေတဲ့ဟာမျိုးကိုကျွန်တော်မြင်နေရတယ်ဒါဒီမဖြစ်ထိုက်တဲ့အရာလို့မြင်တယ်ဆိုတော့ boycott လုတ်လိုက်ပြီဆိုကြတဲ့ကိုရီ boycott လုတ်ပြီးတဲ့အချိန်မှာဘယ်လိုမျိုးသွားမလဲဆိုရင်နိုင်ငံရေးမျှော်မှန်းချက်တွေနိုင်ငံရေးအတွက်ပြင်ဆင်မှုတွေကိုလည်းလူစီရပေးရမယ်လို့မြင်တယ်ကိုလေးထက်အနေနဲ့ရောဒီအခုသွားနေတဲ့ boycott လှုပ်ရှားမှုတွေ boycott line နေနဲ့တကယ်နိုင်ငံရေးရည်မှန်းချက်တွေမျှော်မှန်းချက်တွေနဲ့ချိတ်ဆက်ထားမှုရှိရလို့ထင်လားလက်တလုံးကတော့ချိတ်ဆက်နေလို့လုံးဝမမြင်ရဘူးလေတစုတစ်ဖွဲ့ကနေစလိုက်တဲ့ဒီ boycott လှုပ်ရှားမှုတွေပေါ့နော်ဆိုတော့အဲ့ရနေပြီးတော့အားကောင်းတဲ့လှုပ်ရှားမှုတွေဖြစ်လာတယ်ဆိုတော့ကျွန်တော်ဒီမှာခုနဆွေးနွေးခဲ့တဲ့ဆွေးနွေးချက်တွေက boycott ရှိတဲ့နဲ့မရှိတဲ့ကိုဆွေးနွေးနေတဲ့ဘက်ကမဟုတ်ဘဲနဲ့ဒီ boycott ကိုစနစ်တကျ systematically ကြ drive လုပ်ရမယ်ဆိုတဲ့ပုံစံမျိုးပြောတာပေါ့နော်ဆိုတော့စနစ်ထဲက boycott လုပ်ရမယ်ကျွန်တော်တို့စနစ်ရှိဖို့လိုတယ်အရင်ဆုံးစနစ်ရှိရင်ကျွန်တော်တို့ boycott လုပ်ရမယ်ခုနစနစ်ဆိုတဲ့ထဲမှာမဆုခုနပြောသွားတဲ့ဒီဘယ်သူ့ကိုလုပ်မယ် verification process ဘယ်လိုရှိတယ် timeline ဘာဖြစ်မယ်ဘယ်အထိဖြစ်မယ်ပြီးနောက်ဆုံးကျွန်တော်တို့အသွင်ကူးပြောင်းရေးအစိုးရတက်လာရင်action တစ်ခုခုကဘာရှိမယ်စားတဲ့ပုံစံတွေကျွန်တော်တို့ရှိရမယ်စနစ်ရှိရမယ်စနစ်ထဲကလုပ်တဲ့လုပ်ရက်တွေဖြစ်ရမယ်ကျွန်တော်တို့ကစနစ်ထဲကမဟုတ်တဲ့လုပ်ရက်မှန်သမျှတွေကကျွန်တော်တို့ကလက်တလောရေတိုအမြင်နဲ့လုပ်တဲ့လုပ်ရက်တွေဖြစ်တယ်စိတ်ခံစားချက်နဲ့လုပ်တဲ့လုပ်ရက်တွေဖြစ်တယ်ကျွန်တော်ခုနလည်းပြောပြပါပြီစိတ်ခံစားချက်နဲ့လုပ်တာတော်လိုင်းမဟုတ်ဘဲနဲ့ခံယူချက်နဲ့လုပ်မှသာလေတော်လိုင်းဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကစနစ်တွေနဲ့ချိတ်ထားဖို့လိုတယ်ကျွန်တော်လက်ရှိຫນွေဦးတော်လိုင်းရဲ့ပြဿနာကလည်းစနစ်တွေကင်းမဲ့နေတာပေါ့နော်ဒီ boycott လှုပ်ရှားမှုကစလို့ဒီတခြားသော sector တွေအဆုံးပေါ့နော်ကျွန်တော်တို့မှာစနစ်ကင်းမဲ့နေခြင်းပြဿနာကိုကျွန်တော်ကြုံနေရတာနောက်တစ်ခုကကိုရင်ခုနပြောသားသလိုပဲကျွန်တော်တို့ဒီလူလူကိုသတင်းစကားပေးပို့တဲ့အခါမှာလေကျွန်တော်တို့အဲ့ဒါချက်တဲကြီးမှကြုံနေရတာလူလူကိုကျွန်တော်တို့က narrative ရကိုဥဆောင်မှုမပေးနိုင်ခဲ့သေးဘူးအခုချိန်ဒီ narrative ဥဆောင်မှုမပေးနိုင်ဘဲနဲ့ကျွန်တော်တို့ကဒီခွေးရောက်နိုင်ထားကြည့်ရတယ်ပြီးရင်ခွေးရောက်နိုင်ဂဲနဲ့ပြဖို့ကြိုးစားရတယ်ဒီမှာပဲကျွန်တော်တို့ရဲ့ဒီ narrative shaping ကအမှပဲရက်တက်နေတာပေါ့နော်ဆိုတော့အဲ့လိုဖြစ်နေတာကျွန်တော်တို့ကဒီခုနပြောတဲ့ boycott ကအောင်မြင်နေပဲထားရင်တော့မှ boycott ရဲ့အောင်မြင်မှုအသီးပွင့်တွေကိုနိုင်ငံရေးနဲ့ချိတ်ဖို့လိုတယ် boycott အောင်မြင်မှုအသီးပွင့်တွေကို advocacy နဲ့ချိတ်ဖို့လိုတယ်အဲ့လိုချိန်နိုင်မှာကျွန်တော်တို့ကနိုင်ငံတကာကိုရောပြည်တွင်းရောမှာပို့ပြီးတော့အတိတ်ပဲရှိမယ်နောက်တစ်ခုကအစားထိုးနိုင်မဲ့စက်တာတွေကိစ္စဒီចောင်းသားចောင်းသူတွေကြားထဲမှာလည်းចောင်းတက်တဲ့ကောင်တွေကိုចောင်းတက်တဲ့သူတွေကိုဒါ boycott လုပ်ကြတယ်ဆိုတော့အဲ့ boycott လုပ်တဲ့ကိစ္စမှာလည်းကျွန်တော်တို့စဉ်းစားရမှာကပညာရေးကဈေးကြီးတယ်ဗျာတိလားပညာရေးဈေးကြီးတယ်ပြီးတော့တိမ်ကနန်းသောចောင်းသားတွေအတွက်ကျွန်တော်တို့မှာလုံလောက်တဲ့အစားထိုးစရာမရှိဘူးဗျာလက်ရှိပေးထားချက်ရမရှိတော့ကျွန်တော်တို့မှာရွေးစရာအများကြီးမရှိဘူးကျွန်တော်တို့စဉ်းစားနေတာက
ပညာရေးကဈေးကြီးတယ်တက်နိုင်တဲ့ကောင်ကစင်ကာပူတို့ဂျပန်တို့ကိုရီးယားတို့သွားကြတဲ့အချိန်မှာမတက်နိုင်တဲ့ကောင်ကရန်ကုန်မှာပဲလက်ဖိတ်ဆိုင်လေးထိုင်နေနေသူ့ဘွားကြီးကုံဆုံးသွားလို့မဖြစ်ဘူးဒါပေမဲ့အဲ့ဒါကိုလည်းကျွန်တော်တို့ကចောင်းသွားတတ်တယ်ဆိုပြီးဘလိန်းကိုလည်းဟိုသင်လာဆိုရင်မေးခွန်းရှိတယ်ဆိုတော့ဒီ Bangkok process တစ်ခုလုံးခြုံကြည့်လို့ရှိရင်ပြဿနာကစနစ်ပြဿနာကျွန်တော်တို့မှာစနစ်ကင်းမဲ့နေတယ်စနစ်မပါတဲ့လှုပ်ရှားမှုဖြစ်နေလို့ရှိရင်အဲ့စနစ်မပါတဲ့လှုပ်ရှားမှုတွေကအတက်အကျရှိနေမှာပဲပြီးရင်စိတ်ခံစားချက်လိုက်အတက်အကျရှိနေမှာပဲဒါလည်းတကယ်တော့ဒီအနုပညာရှင်တွေနဲ့ပတ်သက်တဲ့ Bangkok လှုပ်ရှားမှုဆိုတာဟိုးရင်တွေကရှိခဲ့တယ်ဒါပေမဲ့ဂျားထဲမှာဒီရုပ်ရှင်တွေပြန်ဖွင့်နေပြည်တွင်းကလူတွေတခဲနဲ့သွားပြီးအားပေးကြတဲ့ရုပ်ရှင်ကားတွေရှိတယ်ဒါကိုကျွန်တော်ကြိုက်တာတွေမကြိုက်တာတွေတပိုင်းဒါပေမဲ့ဘန်ကောက်လှုပ်ရှားမှုအဲ့ဒီမှာညှိနေတယ်စစ်တပ်ကဒီရုပ်ရှင်ကားပေါ့နော်ဒီယူကောက်ပွဲနဲ့ပတ်သက်တဲ့ရုပ်ရှင်ကားထုံလိုက်တဲ့အချိန်ကျမှဘန်ကောက်လှုပ်ရှားမှုကတဖန်ပြန်တက်လာတယ်ဆိုတော့တဖန်ပြန်တက်လာတဲ့အချိန်မှာလဲစစ်တပ်ကသူ့ရဲ့ထုံးစံတိုင်းပဲဖိအားပေးပြီးတော့တင်းတင်းကြပ်ကြပ်အရေးယူမှုတွေလုပ်တယ်ဖိအားပေးရတယ်လုပ်တယ်အကုန်မဖြစ်မနေ mandatory ပါရမယ်ဆိုတဲ့ဟာမျိုးသူစူးစမ်းတယ်ဆိုတော့ဒီအချိန်မှာကျွန်တော်တို့ကဒီ industry တစ်ခုလုံးကိုဘန်ကောက်လုပ်ဖို့လုံမလုံနဲ့ဘန်ကောက်လုပ်ရင်ဘယ်လို process နဲ့လုပ်မလဲဆိုတော့စနစ်ကျွန်တော်တို့ခုနပြော snowball effect နဲ့လုပ်လို့ရတာဟုတ်မဟုတ်ကိုကျွန်တော်တို့အများကြီးချင်းချင်းစဉ်းစားဖို့လိုရလို့မြင်ပါတယ်ကိုရဲရင်အနေနဲ့ခုနကိုလင်းထပ်ပြောသွားသလိုပေါ့နော်အခြေအနေအကြောင်းရမပါနိုင်တဲ့သူတွေရှိတယ်အမျိုးသားတော့ကွဲမှာပေါ့နော်တချို့ကြတော့လေတကယ်ကိုပဲတကယ်ယုံကြည်တဲ့သူတွေလည်းဖြစ်နိုင်တယ်တကယ်ယုံကြည်လို့ဒီစစ်တပ်ဘက်က propaganda တွေမှာပါဝင်တဲ့သူတွေလည်းရှိနိုင်တယ်နောက်ပြီးတော့ခုနလိုပညာရေးကိစ္စနဲ့ချိတ်ပြောမယ်ဆိုရင်ပညာရေးကဈေးကြီးတယ်ဒီလက်ရှိအစိုးရရဲ့စစ်တပ်ရဲ့ပေါ့နော်ဒီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာဖွင့်တဲ့ကျောင်းတွေကိုဝိုင်းကောက်လုပ်ပြီးတော့မှဘွိုင်းကောက်လောက်လိုက်တယ်ဆိုလို့ရှိရင်တခြားရွေးချယ်စရာမှာ private ကျောင်းတွေမတက်နိုင်တဲ့သူတွေပေါ့အဲ့လိုလူတွေလည်းရှိနိုင်တယ်အဲ့တော့ဒီလိုလူတွေပေါ့နော်အဲ့လိုမပါနိုင်တဲ့သူတွေကိုဘွိုင်းကောက်လောက်တာတရားတယ်လို့ထင်လားဆိုတော့ကျွန်တော်တို့တွေကဒီလိုလူတွေကိုဘွိုင်းကော့လောက်တင်လားတရားလားဆိုတဲ့ကိစ္စမှာတော့ကျွန်တော်ကတော့အမြင်ပြောတယ်ဘွိုင်းကော့လက်နဲ့တီထက်တယ်ဘွိုင်းကော့ဒီလောက်ကိုလောက်ရမယ့်အရာလို့ကျွန်တော်လက်ခံထားတယ်ဆိုတော့အဲ့အချိန်မှာအဲ့လိုမျိုးလောက်တာကခုနကပြောတယ်ကျွန်တော်တို့ကပညာရေးကဈေးကြီးတယ်ဟုတ်တယ်ဒါဒီပညာရေးဒီဈေးကြီးတယ်ကျွန်တော်မှရွေးစရာတွေမရှိဟုတ်တယ်ကျွန်တော်မှရွေးစရာတွေအင်မတန်နင်းနေဆိုတော့ပညာရေးကဈေးကြီးရဲ့ဆိုရင်ကျွန်တော်တို့ကပညာရေးကိုဈေးမကြီးအောင်ဘယ်လိုလုပ်မှာလဲပညာရေးမှာရွေးစရာမရှိကျွန်တော်တို့ကရွေးစရာတွေရှိတာအောင်ဘယ်လိုလုပ်မှာလဲဒါလည်းကျွန်တော်တို့ဒီဒေါ်လာရေးပါစဉ်းစားရမယ့်ဟာဖြစ်တယ်ဆိုတော့ဒေါ်လာရေးမှာလည်းကျွန်တော်တို့ကရွေးစရာတွေအများကြီးကျွန်တော်ပြည်သူတွေကိုပေးရမယ်သူတို့အတွက်ကျွန်တော်တို့ကလမ်းတွေဖွင့်ပေးဖို့အတွက်လိုတယ်ဆိုတော့ဥပမာဗျာကျွန်တော်ပညာရေးမှာကြုံနေရတဲ့ကိစ္စတွေဆိုအများကြီးရှိတယ်ထားပါတော့ဗျာကျွန်တော်တို့ကဒီစစ်ကောင်စီလက်အောက်မှာကျွန်တော်တို့ကကြောင်းမတက်ဘူးဆိုပါဆိုဟုတ်ပြီစစ်ကောင်စီလက်အောက်မှာကြောင်းမတက်ဘူးဆိုရင်ကျွန်တော်ဘယ်မှာတက်မှာလဲဆိုတော့ဘယ်မှာတက်မှာလဲဆိုရင်ရွေးစရာတွေကျွန်တော်တို့ပေးဖို့အတွက်လိုတယ်ဆိုတော့ကျွန်တော် private school မှာသူတို့တက်မှာလားဒါမှမဟုတ် federal school မှာတက်မှာလားဒါမှမဟုတ်လေကျွန်တော်နိုင်ငံတကာကျောင်းတွေနိုင်ငံတကာ college တွေကိုတွားတက်မှာလားဆိုတော့အဲ့လိုမျိုးတွားတက်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီမှာအခွင့်အလမ်းဘယ်လောက်ရှိရလဲဥပမာ federal school တခုမှကျောင်းတက်မယ် online နေကျောင်းတက်မယ်ဆိုသူ့မှာinternet connection ရှိဖို့အတွက်လိုတယ်အဲ့ဒါကိုချိတ်ဆက်ပြီးတော့မှသုံးလို့ရမယ့် device ရှိဖို့အတွက်လိုတယ်ဆိုတော့အဲ့ဒါကြီးရဖို့အတွက်ကကျွန်တော်တို့ တော်လိုင်းရေးဆိုရဘက်ကဘယ်လောက်ထိမှန်ဖို့ပေးနိုင်လဲဆိုတော့ကျွန်တော်သိသလောက်ကတော့ဒီကာလမှာလုံးကျွန်တော်တို့ပံ့ပိုးပေးနိုင်ခြင်းလည်းမရှိနေသေးဘူးဆိုတော့ဒါကဒီမိတို့ရဲ့မိသားစုကနေပြီးတော့မှဖြည့်ရှင်းပြီးတော့မှလုပ်နေရတာမျိုးဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကဒီအိမ်ကနေပြီးတော့မှ online access ရတဲ့နေရာတစ်ခုကနေပြီးတော့မှကြောင်းတက်မယ်ကိုအိမ်မှာ internet မရဘူးဆို internet ရတဲ့ရွာကိုသွားပြီးတဲရတယ်ပြီးတော့ internet ဒီလေအမြဲတမ်းဒီကာလမှာဆိုတဖြည်းဖြည်းနဲ့ပို့ပြီးကုန်စည်နှုန်းကကြီးလာတဲ့အချိန်မှာဒီတလားသူတို့ရဲ့ဒီ internet ဖုန်းပေကုန်နဲ့ကုန်ကြငွေဆိုတာလေဒါမိသားစုကျွန်တော်တို့တာမန်မိသားစုတွေအတွက်တောင်မှဒါကတော်တော်လေးကိုအဟန့်အတားဖြစ်တဲ့ကိစ္စတွေလိုမျိုးဖြစ်နေတယ်ပေါ့နော်ဆိုတော့ wine call လောက်ပြီးတော့မှတစ်ဖက်ကကျွန်တော်ရွေးချယ်မှုဆိုတဲ့ကိစ္စမှာကျွန်တော်တို့ဒါဒီလက်ရှိမှာကြုံနေရတဲ့စိန်ခေါ်မှုကငွေကြီးဆိုင်ရာစင်ခေါ်မှုလို့လည်းပြောလို့ရတယ်ပေါ့ဒါဒီတော်တော်လေးကျွန်တော်တို့ဘက်အချမ်းမှာလည်းအကျက်သေးဖြစ်နေဆိုတော့ဒါကိုဘယ်လိုဖြည့်ရှင်းမှာလဲပြီးတော့ကျွန်တော်တို့ဒီကျောင်းသားတဦးတယောက်ချင်းဒီတိုင်းကိုကျွန်တော်တို့ကအခါမဲ့ပညာရေးလို့ပြောလိုက်တဲ့အချိန်မှာကျွန်တော်တို့ကဒီကျောင်းကိုလာပြီးတော့မှထိုင်လိုက်ယုံနဲ့ဒါဒီအခါမဲ့ဖြစ်တယ်လို့ပြောလို့မရဘူးသူတို့မှအများကြီးနောက်ွယ်မှာကုန်မဲ့ဟာတွေရှိတယ်အဲ့ဟာတွေအတွက်ကိုတကယ်ပြီးနိုင်မှာအဲ့ဒါဒီအခါမဲ့ပညာရေးဖြစ်လိမ့်မယ်လို့ကျွန်တော်မြင်တယ်နောက်ကိုရဲရင်ကဘွိုင်းကောက်တော့လုပ်ပေါ့နော်ဆိုတော့ဘွိုင်းကောက်လက်နက်ကထက်တယ်ဘွိုင်းကောက်လုပ်ဒါပေမဲ့ဘွိုင်းကောက်လုပ်လိုက်လို့နောက်ဆက်တွဲဒီဘွိုင်းကောက်မဟုတ်တဲ့တခြားတစ်ခုကိုရွေးချယ်စရာလုပ်ပေးတဲ့နေရာမှာအားနည်းတယ်ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ဒီဘွိုင်းကောက်လုပ်တဲ့လှုပ်ရှားမှုကထောက်ခံမှုရောကြလာမယ်ဆိုတဲ့ဟာကိုထောက်ခံတာဆိုတော့ဒါတော့ကျွန်တော်ထောက်ခံတယ်ဘာလို့လဲဆိုတော့ wine god ဒီထက်တယ်ဒိုးပေဒီဒါကိုကျွန်တော်တွေကတေချာမကင်တွယ်ဘူးဆိုရင်ကျွန်တော်တို့ wine god ဒီတဖြည်းဖြည်းနဲ့အာရော့လာလိမ့်မယ်လို့ဆိုတဲ့အချက်မျိုးတော့ဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့မှာရန်နေရာကိုတည်တည်ချာချာပံ့ပိုးနိုင်မှုမရှိလို့မလို့ဖြစ်နိုင်တာဒါဆိုရင်ကိုလင်းထက်ကရောဒီဘိုင်းကောက်လက်နက်ကမထပ်ဘူးဆိုပြီးတော့မှကိုလင်းထက်ကယုံကြည်ရပေါ့နော်ဆိုတော့အဲ့တော့ထပ်အောင်ဘယ်လိုလုပ်မလဲမထပ်ဘူးဆိုရင်ရောဘိုင်းကောက်အပြင်တခြားပါရွေးချယ်စရာရှိမလဲပေါ့ကျွန်တော်တို့ကလှုပ်ရှားမှုတွေကိုလုပ်လို့ရတယ်လှုပ်ရှားမှုတွေမှန်သမျှအတွေးခေါ်နဲ့ချိန်ရမယ်စနစ်နဲ့ချိန်ရမယ်အဲ့ဒါပဲ
ဒီဘိုင်းကောက်လှူရှားမှုကလည်းရှိဖို့လိုတယ်ကျွန်တော်ကိုယ်နဲ့ဒီဘိုင်းကောက်လှူရှားမှုထောက်ခံတယ်ရှိဖို့လိုတယ်သို့ပေမဲ့ခုနကျွန်တော်ပြောသလိုပဲအတွေးခေါ်နဲ့ချိန်ရမယ်ပြီးတော့ကျွန်တော်တို့စနစ်နဲ့ချိန်ရမယ်ဟိုတယောက်ကိုကြည့်မရတာနဲ့ဘိုင်းကောက်လုပ်လို့မရဘူးပြီးရင်သူ့ရဲ့အခြေအနေတွေစဉ်းစားချက်တွေပြီးလက်ရှိပြည်တွင်းရဲ့ကြက်တဲမှုတွေအဲ့ဒါတွေကျွန်တော်တို့အကုန်လုံးထည့်သွင်းစဉ်းစားဖို့လိုတယ်ဘိုင်းကောက်ထဲမှာဆိုတော့လေဥမာခုနပြောသလိုပဲចောင်းတက်ကြတဲ့ကျောင်းသားကျောင်းသူချင်းချင်းကြားထဲမှာလည်းကျောင်းတက်တဲ့လူဒါဘွိုင်းကောက်လုပ်တယ်ကျောင်းမတက်တဲ့လူကဘွိုင်းကောက်လုပ်တယ်ပေါ့နော်ဆိုတော့အဲ့လိုအခြေအနေရှိတယ်လက်ရှိအနုပညာရှင်တွေကြားထဲမှာဒီ entertainment industry ကြီးကြားထဲမှာဟိုပဲဒီပြည်တွင်းပြည်ပတွေပြည်တွင်းချင်းချင်းတွေဘယ်သူကတော့ဘယ်သူနဲ့ဘယ်ကားမှာဘယ်လိုပါဝင်နေဆိုတော့ဒီဖြစ်မှုတွေနဲ့အတူတူဘွိုင်းကောက်လုပ်ကြတယ်ဆိုတော့ကျွန်တော်ဒီမှာပြောချင်နေတာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကလှုပ်ရှားမှုတွေကိုအတွေးခေါ်ရဲစနစ်ရည်နဲ့ချိတ်ဆက်နိုင်မှုလိုတယ်အဲ့ဒါ2021ထဲကနေအခု2025အထိပြက်ကွက်နေတာဆိုတော့အဲ့ပြက်ကွက်မှုကိုလည်းကျွန်တော်အခုချိန်ဒီမဖြည့်ဆည်းပေးနိုင်ဘူးလှုပ်ရှားမှုတိုင်းလှုပ်ရှားမှုဆိုတာတွေကတော့ snowball effect ဖြစ်မှာပဲသိကြတယ်ဒါပေမဲ့အဲ့လှုပ်ရှားမှုတွေက coordinated ဖြစ်ရမယ်တစ်ဖွဲ့နဲ့တစ်ဖွဲ့လှုပ်ရှားမှုတစ်ခုနဲ့တစ်ခုက coordinated ဖြစ်ရမယ်ပြီးလှုပ်ရှားမှုနဲ့မဟာဗျူဟာ coordinated ဖြစ်ရမယ်အခုကအဲ့ coordinated လမ်းကြောင်းပြောက်နေတာပေါ့နော်လမ်းကြောင်းပြောက်တော့ကျွန်တော်တို့ကsocial media ရဲ့ algorithm ရလည်းခဏလေးတော့ဝုန်းနဲ့ထပြီးတော့ဒါ viral ဖြစ်သွားမယ်ပေါက်သွားမယ်ကျွန်တော်ဒီမှာပြောချင်နေတာနောက်တစ်ခုကဘာလဲဆိုရင်ရုပ်ရှင်ရုံတွေမှာလူတွေကထပ်ပြည့်နေအောင်ပါပဲဘာလို့လဲဆိုတော့ entertainment ကိုဒီ entertainment ကိုပဲလူပြည်ရင်းလူတို့ကစားသုံးနေရတာဖြစ်တယ်ရုပ်ရှင်တွေမှာကျွန်တော်ကြိုက်မကြိုက်ပေါ်ကားလိုပဲခေါ်တောကားလိုပဲခေါ်ဒီရုပ်ရှင်ရုံတွေမှာဒီပြိသက်တွေဆက်ရှိနေအောင်ပါပဲဘာလို့လဲဆိုတော့သူတို့ရဲ့မွန်ချက်မှုတွေကိုဖြေပြဖို့အတွက်ဒီရုပ်ရှင်ရုံတွေကရှိနေကြတာဒီရုပ်ရှင်ရုံတွေမှာရှိတဲ့ entertainment ကအကောင်းဆိုးစားနေရမှာအဲ့ဒါဘာနဲ့တူလဲဆိုလို့ရှိရင်စင်းရဲတဲ့မိသားစုကထမင်းတော်စားမှာပဲအဲ့ဆန်ချမ်းတော့ဖြစ်မှာပါဗျာတိလားဒါပေမဲ့ तू စင်းရဲပေမဲ့ထမင်းတော်စားမယ်ဆန်တော်ကျန်းတာဖြစ်နေအဲ့လိုပဲမွန်ချက်မှုတန်ကိုခံနေရတဲ့ပြည်တွင်းရလူတွေက entertainment တော့လိုတာပဲentertainment ကိုသူတို့ရှာဖွေစားသုံးပါပဲဒါပေမဲ့အဲ့ entertainment ရဲ့ကောင်းခြင်းဆိုးခြင်းတွေပေါ်ကားဖြစ်ခြင်းတောကားဖြစ်ခြင်းပေါ်သချင်းဖြစ်ခြင်းတောသချင်းဖြစ်ခြင်းကတစ်ပိုင်းပေါ့နော်ဆိုတော့ဟိုဒီနုပညာပစ္စည်းရဲ့တန်မိုးနှိမ့်ကြလာခြင်းကတစ်ပိုင်းဆိုတော့သူတို့စားသုံးနေမှာပဲအဲ့တော့ကျွန်တော်တို့ဒီနုပညာနဲ့ပတ်သက်တဲ့ entertainment industry တစ်ခုလုံးကိုစစ်တပ်ကရဲ့ဖိအားကြောင့်စစ်တပ်နဲ့ affiliate ဖြစ်ပါတယ်ဆိုပြီးကျွန်တော်တို့ကသွားပြီး point out လုပ်တာကျွန်တော်တို့မှာစနစ်နဲ့အတွေးခေါ်မပါရင်ကြီးမားတဲ့ပြဿနာရှိပါတယ်အခုရေးဘာညင်းစရာရှိလဲဒီစနစ်နဲ့အတွေးခေါ်ပျောက်ဆုံးနေတဲ့ point ကောက်လှူရှားမှုတွေပေါ့နော်လက်ရှိနေတဲ့ဟာတွေကကိုလေးထပ်ပြောသွားဆိုတော့အတွေးခေါ်ပျောက်ဆုံးနေဆိုတဲ့ကိစ္စမှာပေါ့နော်ကျွန်တော်တို့ကအတွေးခေါ်ကဘလို့ပျောက်တာလဲဆိုတဲ့ဟာတော့ကျွန်တော်ပြန်မိကွန်းထုတ်ကြရရှိရပေါ့ဆိုတော့ဒီ wine call လုံနေကြတဲ့သူတွေကအတွေးခေါ်မရှိပါဘူးလို့ကျွန်တော်ပြောလို့မရအောင်သူတို့မှာအတွေးခေါ်ရှိလို့မို့လို့ဒီလူအုပ်စုကြီးတစ်ခုလုံးကိုပါလာအောင်သူတို့လုံနေနိုင်ကြတယ်ကျွန်တော်လူအုပ်စုကြီးအပြန်အလှန်ထိန်းချောင်းနေကြတယ်လို့ပြောလို့ရတယ်ဒါပေမဲ့အဲ့အတွေးခေါ်ကိုလူတိုင်းသိအောင်ပြန်ပွားနိုင်မှုကပျောက်နေရလို့ကျွန်တော်ကတော့ပုံမြင်တယ်ဆိုတော့အတွေးခေါ်ကပျောက်နေရမို့အတွေးခေါ်တွေကရှိတယ်ဒါပေမဲ့အတွေးခေါ်အချင်းချင်းကြားမှာမျှဝေမှုတွေနောက်တစ်ခုကသူ့အတွေးဘယ်လိုရှိမလဲဥပမာကိုလင်းထက်အတွေးရှိတယ်ဒါပေမဲ့ကျွန်တော်ကိုပြန်ပြီးမျှဝေဖို့အတွက်လိုတယ်ကျွန်တော်သိဖို့အတွက်လိုတယ်ဒါဒီကျွန်တော်လက်ခံခြင်းမလက်ခံခြင်းဆိုတာတဲ့ကိုလင်းထက်အခုပြောသွားတဲ့အရာလေးမျိုးကိုလင်းထက်ရဲ့အတွေးခေါ်တွေကိုကျွန်တော်စီကိုရောက်လာရင်ကျွန်တော်အနေနဲ့ဒါကိုကျွန်တော်ပြန်ပြီးတော့မှတွေးခေါ်လာနိုင်မယ်ဒါကိုကျွန်တော်ပြန်ပြီးတော့မှစဉ်းစားလာနိုင်မှာဖြစ်တယ်ဆိုတော့ကျွန်တော်ကအတွေးခေါ်ဘယ်လိုမျှကြမလဲပေါ့နော်နောက်တစ်ခုကအတွေးခေါ်ဘယ်လိုပြန်သွားအောင်လုပ်ကြမလဲဆိုတော့ရန်နေရကဒီကာလမှာပျောက်နေရလို့မြင်တယ်ဆိုကျွန်တော်တော်လန်ရေးဆိုပြီးတော့မှဇောင်းပေးနေတဲ့အချိန်မှာအတွေးခေါ်ပြန်ပွားရေးနဲ့အတွေးခေါ်တော်လန်ရေးဆိုတဲ့လမ်းကြောင်းဘက်ကိုလည်းကျွန်တော်ပြန်တဲ့ပေးဖို့လိုလိမ့်မယ်လို့ထင်တယ်အဲ့မှာအတွေးခေါ်တော်လန်ရေးအတွေးခေါ်မျှဝေဆိုတဲ့ကိစ္စကလည်းလက်ရှိမှာတော်တော်ပြဿနာရှိတယ်ကျွန်တော်တို့လက်ရှိဒီနယူးတော်လန်ရေးကာလာထဲမှာဟိုပျောက်ဆုံးလာတာခံနိုင်ရည်ပေါ့နော်ကျွန်တော်မွန်ချက်မှုတန်တွေကြောင့်ဟိုကိုခံရည်ရော့လာတာပေါ့နော်ကိုခံရဆိုစိတ်ပိုင်းဆိုင်ရာနဲ့ဆိုင်နေကိုခံရည်တအားရော့လာတယ်ဟိုတယောက်နဲ့တီးမခံနိုင်တဲ့ကိစ္စဖြစ်တယ်ဆိုတော့လူတွေကခုနကကိုရဲရင်ပြောသလိုအတွေးခေါ်တွေမျှဝေပါဖြန့်ဝေပါဆိုတာအဲ့လိုဘယ်လိုဖြစ်သွားလဲဆိုတော့ဒီကျွန်တော်တို့ကအပြင်ပလောကမှာလဲ social media လိုပဲ algorithm တွေဖြစ်ကုန်တာကိုနဲ့တူရပဲစုကြော်တာကိုနဲ့မတူတော့ဘူးဆိုလို့ရှိရင်ကျွန်တော်သူနဲ့စကားမပြောတော့ဘူးကိုနဲ့မတူတော့လို့ရှိရင်သူနဲ့မတွေ့တော့ဘူးသူရှိမဲ့နေရာကိုရှောင်လိုက်တယ်အဲ့လိုမျိုးကျွန်တော်ဖြစ်လာတာဘာဖြစ်လို့လဲဆိုတော့ခုနကပြောတဲ့ဒီမတူညီမှုတွေကိုကျွန်တော်တို့ပေါင်းစည်းနိုင်မယ်မျှဝေနိုင်မယ်ဆိုတဲ့အခြေအနေကိုရောက်ဖို့တောင်မှကျွန်တော်တို့မှာကိုခံအားတွေမှာလူထုမှာပျောက်လာတာအဲ့ဒါဘာလဲဆိုခုနမွန်းချက်မှုတွေပဲအဲ့ဒါပြည်ရင်းနေပြည်ပနေဘယ်မှာနေဒီမွန်းချက်မှုကရှိတယ်အဲ့တော့လူတွေကဘာဖြစ်လာလဲဆိုတော့ဒီဘက်ပဲပြောရရင်တော့မှနယူးတော်လိုင်းအင်အားစုတွေထဲမှာကိုအစုဖွဲ့လေးတွေဖြစ်လာ algorithm လိုပဲပေါ့နော်ငါနဲ့ဘယ်စုဖွဲ့နဲ့ရတော့စကားပြောလို့အဆင်ပြေတယ်ဆိုရင်အဲ့စုဖွဲ့ကြားထဲမှာပဲအတွေးခေါ်တွေမျှဝေကြတယ်သူတို့သဘောတူတာတွေပြောတယ်မတူတာတွေပြောတယ်ကျန်တဲ့စုဖွဲ့လည်းသူတို့စုဖွဲ့လည်းဒီဖြစ်ပေါ်လာတဲ့ဒီ pop up issue တွေပေါ်ကိုသူတို့အဆင်ပြေတာပြောတယ်မပြေတာပြောတယ်ဒါပေမဲ့အဲ့လိုအစုဖွဲ့တွေ algorithm လိုက်ဖြစ်လာပြီးတော့
အဲ့ဒါဘာဖြစ်လာလဲဆိုတော့ကိုမြင်ရတဲ့ပတ်ဝန်းကျင်မှာဒါတွေပဲပြောနေတော့ကိုပြောတာတွေကအမှန်လို့လူတွေကတကယ်ထင်လာကြပြန်ရောတစ်ဖက်ပတ်ဝန်းကျင်မှာဘာတွေပြောနေလဲဆိုတော့ကျွန်တော်မစမ်းစားကြည့်ကြတော့ပြန်အောင်ဒါတကယ်ပြဿနာအကြီးဆိုတော့ခုနအတွေးခေါ်မျှဝေဆိုတဲ့အချိန်မှာဒီပြဿနာတကယ်လက်ရှိအကြက်တဲဖြစ်နေတကယ်စိုက်အောင်နေတဲ့ပြဿနာကိုကျွန်တော်ထပ်ပြီးတော့ရှုမြင်ပါအဲ့လေထပ်ပေါင်းထည့်ကြတာပါဆိုတော့ဒီလူအုပ်စုတွေကွဲတယ်အမြင်တွေမတူကြဘူးဒါပေမဲ့အလုပ်ဖြစ်ရေးကိုပဲဦးစားပေးပြီးတော့မှโอเคသူနဲ့စင်မပြေဘူးဒီအုပ်စုနဲ့ဒီအုပ်စုနဲ့စင်မပြေဘူးဆိုလို့ရှိရင်ဒီလူတွေကိုမခေါ်တော့ဘူးဆိုပြီးတော့မှလုပ်လိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒါဆိုလို့ရှိရင်ပုံပြီးတော့မှအကွဲပြဲဖြစ်လာတယ်လို့မထင်ဘူးလားပေါ့နော်ပြီးတော့ဒီ breakout ဒီလှုပ်ရှားမှုတွေမှာဆိုလို့ရှိရင်လူတွေကဒီလူပြည်သူလူထုတွေအနေနဲ့ဆိုလို့ရှိရင်ပေါ့နော်ဘာမလုပ်နဲ့ဒီလူနဲ့မဆက်ဆက်နဲ့ဒီသချင်းနားမထောင်နဲ့ဒီဆိုင်မှာသွားမစားနဲ့ဆိုတဲ့ဟာမျိုးတွေပုံများတယ်ပေါ့နော်ဆိုကိုရီတွေးကြရပြောမယ်ဆိုလဲအခုဒီနေဆက်မှာချင်းမိုင်တို့ဘန်ကောက်တို့မှာဆိုအရင်လမ်းပြောက်တယ်အဲ့လိုစိုင်းသစ်ဖွင့်နေမြန်မာဆိုင်ဆိုကိုလွမ်းတော့စားကျင်တာပေါ့နော်စားကျင်တယ်သွားလိုက်မယ်ဆိုဒါအရင်ဆုံးစဉ်းစားတာဒါဘိုင်းကောက်ဆိုင်လားဆိုပြီးတော့ခါလေးကြောက်ရှင်အဲ့ဘိုင်းကောက်ဆိုတော့ဘယ်မှာသွားစစ်ရမလဲပေါ့နော်လို့ website တွေပါတယ်နဲ့လောက်ထားတာမျိုးမရှိလဲရှိမှာပေါ့နော်ဒါပေမဲ့အဲ့လိုရှိရင်တော့မှအဲ့ဒီ list ကဘယ်လောက်ယုံကြည်စိတ်ချမှုရှိလဲပေါ့နော်တခါကျရင်စိတ်ရင်းကပါတယ်ဟိုမှာ तू ခုနပြောသလိုပဲမတ်ဖြူကျော်သိန်းကိစ္စလိုပဲအရင်ကချက်ချင်းကောက်ထည့်လိုက်တယ်ပြီးတော့မှဟဲ့မှားသွားလို့ဆိုပြီးပြန်ဖြုတ်တာမျိုးလေရှိအဲ့တော့ကိုကမတိပဲနဲ့သွားထိုင်မိရင်တော့မှကိုယ့်ရဲ့ပုံကတနည်းအားမှာပောက်သွားတာပြီးကိုယ့်ကိုပါဆွဲပြီးတော့မှလုပ်တဲ့ဟိုဘယ်လိုပြောမလဲစိတ်ရင်းထဲမှာကောက်ထည့်လိုက်တဲ့ပုံစံမျိုးတွေကဒါအများကြီးဖြစ်နေရပေါ့နော်ဆိုတော့အဲ့လိုဖြစ်နေရဆိုတော့ဘယ်လိုမျိုးထိန်းချောင်းမလဲပေါ့နော်ဆိုတော့အဲ့ဒီဟိုဒါက boycott ပါဆိုတဲ့ဟာကိုဘယ်လိုတက်တည်ပြမလဲ boycott လုပ်တင်ပါတယ်ဆိုတဲ့ဟာကိုဘယ်လိုတက်တည်ပြမလဲပြီးတော့ဟိုလူအနေနဲ့ရောအဲ့ဒါကိုဘယ်လောက်ထိယုံကြည်ရမလဲပေါ့နော်ဆိုတော့အဓိက boycott တော့လို့ boycott လက်နက်ကထိရောက်တယ်ဒါပေမဲ့ခုနအကွဲပြဲတွေအများကြီးမဖြစ်အောင်လူလည်းယုံကြည်စိတ်ချမှုရှိတဲ့ဒီအခင်းချင်းတစ်ခုဖြစ်အောင်ဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲပေါ့ဟုတ်ဆိုတော့အမားစုပြောတာကိုအရင်ဆုံးထောက်ခံလိုက်မယ်ပေါ့နော်ဆိုတော့ဥပမာဗျာကျွန်တော်တို့ဒီကာလမှာဒါအမားစုပြောသွားတဲ့ကိစ္စတွေတောက်လျှောက်ကြုံရတယ်ပေါ့ဥပမာကျွန်တော်တို့ကဆိုင်တစ်ဆိုင်ကိုသွားလိုက်တဲ့အချိန်မှာဒီဆိုင်ဒီငါတို့လွတ်လွတ်လပ်လပ်ပြောလို့ရလားပေါ့ဥပမာထားပါတော့နိုင်ငံရေးစကားပြောမယ်ဆိုရင်ဒီဆိုင်မှာပြောရင်ရှော့ရှိနိုင်လားပေါ့နော်ဆိုတော့ဘေးဝိုင်းကဘယ်သူတွေထိုင်နေကြတာလဲဆိုတဲ့ဟာမျိုးမှာအများကြီးစဉ်းစားရမျိုးတွေရှိရပေါ့နော်ဆိုတော့ဥပမာဟာတာပြောရရင်တော့ဒီဆိုင်မှာတော်လိုင်းကပြလေးတွေများရေးထားတာမျိုးတွေများကတ်ထားလားပေါ့နော်ဒါမှမဟုတ်တော်လိုင်းမကြီးလေးချိတ်ထားလားပေါ့ဒါမှမဟုတ်လေအားလုံးစုစည်းရင်ဘာဖြစ်လဲပေါ့နော်ဆိုင်ဘုတ်လေးများချိတ်ထားလားပေါ့နော်ဝင်မှာဆိုတော့လိုက်ကြည့်ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြီးမရှိဘူးဆိုရင်တော့ဒါမှဘယ်လိုပြောတော့မလဲပေါ့နော်ပြန်စဉ်းစားရတာမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့ဟုတ်တယ်ဒီကာလမှာကကျွန်တော်တို့က boycott လုပ်တယ် boycott လုပ်တယ်ပေါ့နော်တခုခု social management လုပ်တယ် boycott လုပ်တယ်အများကြီးမျိုးစုံလုပ်ကြရတယ်ပေါ့ဆိုတော့ဒီလိုလုပ်တဲ့အချိန်မှာကျွန်တော်တို့မှာကလိုအပ်တာကဒီတက်သေးတာကပေါ့နော်ဆိုတော့ evidence ရှိဖို့အတွက်လိုတယ်ဒါကြောင့်မလို့ဒါကို boycott လုပ်တင်နေဆိုတဲ့ဟာပေါ့ဆိုတော့တက်သေးတာကအကြောင်းပြချက်တွေခိုင်ခိုင်မာမာရှိဖို့အတွက်လိုတယ်နောက်တစ်ခုကဒါဒီတစ်ခါတည်းပဲပြောုံနဲ့ပြီးမသွားဘူးပေါ့နော်ဆိုရင်ဒီအထောက်ထားတွေကတတိတကြလဲကျွန်တော်တို့သိသိထားရဖို့အတွက်လိုတယ်ကျွန်တော်တို့လူဖွဲ့စည်းထဲမှာပြောတဲ့အခါတွေမှာဆိုရင်တော့မှဒါဒီ boycott လုပ်တင်တယ်ဘာကြောင့်မလို့လုပ်တင်တာဘလူးချောင်းမို့လို့ဆိုတဲ့ဟာပေါ့နော်အကြောင်းရင်းခိုင်လုံမှုအတွက်လို့တယ်ပေါ့နော်ဆိုရင်ဒီလိုမျိုးငါထင်လို့မို့လို့အထင်ကြီးအမြင်ကြီးနဲ့တော့ကျွန်တော်တို့တော့မရဘူးပေါ့နော်ငါထင်လိုက်တာနဲ့ငါမြင်လိုက်တာနဲ့ဒါကိုဘိုင်းကောလုပ်ရမယ်ပေါ့နော်ဥပမာထားပါတော့ဒီဆိုင်တစ်ဆိုင်ကိုကိုနဲ့ဘက်မတူတဲ့သူတွေထိုင်နေရမြင်လို့မလို့ဒီဆိုင်ဒီဟာဖြစ်လို့မလို့ဘိုင်းကောလုပ်ရပါမယ်ဆိုတဲ့ဟာမျိုးချက်ချင်းကြီးတွားလို့မရဘူးပေါ့နော်တေချာကားနာတဲ့ဇင်းမြစ်ကိုတော့ကျွန်တော်တို့လိုက်ဖို့အတွက်တော့လိုလိမ့်မယ်ပေါ့နော်ဒီလိုမျိုး documentation လုပ်တဲ့အလေးထားတွေကျွန်တော်တို့မှာတော့အားနည်းနေရမျိုးလေးရလဲမြင်ရတယ်ပေါ့နော်အဲ့ခါကျတော့ရှေ့မှာမဆုပြောသလိုမျိုးကြုံရတဲ့ကိစ္စတွေကကျွန်တော်တို့နေ့တူဝမှာလဲကြုံရတယ်ပေါ့နော်ဒါပြီးပါဘက်မှာကြုံရတာပေါ့နော်ဆိုတော့ပြည်တွင်းဘက်မှာဆိုရင်လည်းဒါကပို့ပြောမှစိုးလိမ့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ခုနပြောတော်လိုက်ခက်ပြတယ်တော်လိုက်ပုံတွေဆိုတာပြည်တွင်းကဆိုင်တော့ဘလို့သွားကတ်မလဲပေါ့ဒါမဖြစ်နိုင်တဲ့ကိစ္စတွေနော်ဆိုတော့မဖြစ်နိုင်တဲ့ကိစ္စပြီးတော့လူဘောင်းဆောင်ကနေပြောမှထိုင်ကြတဲ့ခါမှာဥမာတချို့ကတော့ဒါဒီဘက်ခေတ်လူငယ်တချို့ကလည်းလက်ဖေးတိုင်ကြီးချင်းမှုတော့မကြိုက်ကြဘူးเนาะဒါပေမဲ့ကျွန်တော်တို့ကတော့လွမ်းနေကျွန်တော်တို့ကခြိုက်တယ်ပေါ့เนาะဆိုတော့လက်ဖေးတိုင်မှာလွတ်လက်ကျွန်တော်တို့အော်ကြီးကျပြောပြီးမှနိုင်ငံရေးအကြောင်းပြောရမယ့်အချိန်ကြီးလဲလွမ်းနေတတိရတယ်အဲ့လိုမျိုးကာလာကလက်ရှိမှာလုံးပြည်တွင်းမှာမရနေဘူးပေါ့เนาะဆိုတော့စုမှုနယ်မြေတွေလွတ်မြောက်နယ်မြေတွေမျိုးပါခေါင်းစဉ်မျိုးတက်တဲ့နယ်မြေတွေမှာတော့ရကောင်းရနိုင်တယ်ဒါပေမဲ့ပြည်သူတွေအများစုနေတဲ့နေရာမျိုးတွေမှာနေရာတိုင်းမှာရဖို့အတွက်လည်းလိုတယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့ဟုတ်ဒါဆိုရင်ဟိုအပြန်အလှန်လဲတော်တော်လေးညင်းခုန်ပြီးသွားပြီဆွေးနွေးချက်တွေလည်းအများကြီးထွက်လာတယ်ပြီးတော့ဘယ်လိုလုပ်သင့်လဲဆိုတော့ recommendation တွေလည်းပါတယ်ပေါ့နော်ဆိုတော့အခုက debate ရဲ့အဆုံးသက်အပိုင်းကိုတော့ရောက်ပြီပေါ့နော်ဆိုတော့နောက်ဆုံးအဆုံးသက်ဒီအနေနဲ့ဒီ debate လက်နက်ထပ်မထပ်ပေါ့နော် debate လို့မှပြောတော့ဆိုတော့ debate လက်နက်ထပ်မထက် boycott လက်နဲ့ထပ်မထက်ဆိုတဲ့ဟာကိုကိုလင်းထက်အနေနဲ့ဒီမထပ်ဘူးလို့ကိုလင်းထက်ကတောက်လျှောက်ဆွေးနွေးလာတာဖြစ်တယ်ပေါ့နော်အဲ့တော့အဆုံးသက်အနေနဲ့10မိနစ်လောက်ညီကိုချုပ်ပြပါအောင်ဟုတ်ကျွန်တော်တို့ရဲ့လက်ရှိပြဿနာက
narration အချက်တည်းပေါ့နော် narrative shape မှာပြဿနာတော်တော်ကြီးကြီးမှရှိနေတာကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေကိုခံယူချက်ဖြစ်ပြောင်းနိုင်မှုလိုတယ်တော်လိုင်းတရက်မှာဆိုလို့ရှိရင်အဲ့ဒါကျွန်တော်တို့အတွက်အရေးကြီးဆုံးပြဿနာကျွန်တော်တို့ကအခုကဘာနဲ့တူနေတယ်လဲဆိုရင်အေးပြက်ခံပြီးတော့ခွေးအောင်နိုင်ထားကြည့်ရတယ်လို့အေးပြက်ခံပြီးတော့ခွေးအောင်နိုင်ခင်းနဲ့လိုက်ပေါက်နေရတယ်လို့စစ်တပ်ကလုပ်တဲ့ဝါဒဖြန့်မှုတွေနောက်ကိုပဲကျွန်တော်တို့ကကောက်ပါအောင်လိုက်ပြီးတော့တုံ့ပြန်နေရတဲ့ပုံစံဖြစ်တယ်ကျွန်တော်တို့ຫນွေဦးတော်လိုင်းရေးကလူထုကို narration ရဥဆောင်မှုပေးနိုင်ဖို့ရအခက်ခဲအချက်တည်းအများကြီးဖြစ်နေတာအဲ့ဒါဘာဖြစ်လို့လဲဆိုစူးစီးထားတဲ့ narrative မရှိရလဲပါတယ်ဟိုတစ်ဖွဲ့ပြောခြင်းတဲ့ narrative နဲ့တစ်ဖက်ပြောခြင်းတဲ့ narrative နဲ့တစ်ဖက်ပြောခြင်းတဲ့ narrative နဲ့လည်းမတူပြန်ဘူးပေါ့နော်ဆိုတော့စူးစီးထားတဲ့ narration မရှိတာလေကြီးမားတဲ့ပြဿနာအချက်တည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဟိုအဲ့ဒီပြဿနာတွေကပဲကျွန်တော်တို့ခုဆွေးနွေးနေတဲ့ဒီ boy cout လက်နက်ထပ်မထပ်ပြီးရင် boy cout line တွေအကြောင်းပြီးရင် boy cout ရဲ့အားနည်းချက်တွေအားသာချက်တွေကျွန်တော်ပြောပြနေတာပေါ့နော်ဆိုတော့ဟိုကျွန်တော်တို့အဲ့ narrative ကိုတော့ကျွန်တော်ပို့ပြီးတော့ခိုင်မာအားကောင်းလောက်မယ်narrative တွေကဘယ်ရလာလဲဆိုလဲအတွေးခေါ် ideology ကလာတယ်ပေါ့နော်အတွေးခေါ်မှာပါတဲ့တော်လိုင်းကြီးကကြာဆုံးရမှာပဲလို့ရှေ့ကပြောထားမှုတာရှိတယ်ဆိုတော့ကျွန်တော်တို့ရဲ့တော်လိုင်းကြီးမှာအတွေးခေါ်လက်နက်ဉာဏ်ပညာလက်နက်တက်စင်နိုင်မှုလိုတယ်ဉာဏ်ပညာလက်နက်တက်စင်မှသာလေကျွန်တော်တို့ကဉာဏ်ပညာနဲ့တော်လန်မှုလိုတယ်ကျွန်တော်တို့ခန်းစားချက်တွေတည်ငါဖြစ်သွားတဲ့အဖြစ်ပြက်လေးတွေအဲ့လို moment လေးနဲ့ရန်သူတိုက်ညာမဟုတ်ဘဲနဲ့ခံယူချက်တွေယုံကြည်ချက်တွေဉာဏ်ပညာတွေနဲ့တော်လန်နေဖို့လိုတယ်အဲ့ရနေပြီးတော့စူပေါင်းပြီးတော့ narration တွေထုတ်နိုင်ပြီးတော့တကယ်နိုင်ငံလုံးဆိုင်ရာအဆင့်နေပြီးတော့ advocacy အဆင့်နေမှာကျွန်တော်တို့ narrative shaping နဲ့တွားနိုင်မှုလိုတယ် narrative တွေကျွန်တော်ထုတ်နိုင်မှုလိုတယ် narrative တွေဥဆောင်နိုင်မှုလိုတယ်ပေါ့နော်ဆိုတော့နောက်ဆုံးအနေနဲ့အနည်းချုပ်လောက်ချုပ်ရမယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ကတော့ဒီနိုင်ငံသူနိုင်ငံသားတွေအကုန်လုံးကိုကျမ်းမာတဲ့လူဖွဲ့စည်းရဲမှာနေစေချင်တယ်ကျွန်တော်မျိုးရလဲကျမ်းမာတဲ့နိုင်ငံတော်တစ်ဖြစ်ပါတယ်ဆိုတော့တကယ်ကိုကျွန်တော်တို့ကျမ်းမာတဲ့နိုင်ငံတော်တစ်စီတွားဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဉာဏ်ပညာရဲ့ချစ်ချင်းတရားရဲ့နဲ့တော်လိုင်းကိုဆက်ပြီးဆွေးနွေးဖို့လိုပါတယ်လို့ကျေးဇူးတင်ပါတယ်ဆိုတော့ကိုရဲရင်အနေနဲ့ကောဒီလိုမျိုးအားနည်းချက်တွေနောက်ပြီးတော့အားနည်းချက်တွေနောက်ပြီးလိုအပ်ချက်တွေပေါ့နော်ဆိုတော့အများကြီးရှိနေတယ်ဒါပေမဲ့ white coat လက်နက်ကတော့ထပ်တယ်ဆိုတဲ့ဘက်ကနေတောက်လျှောက်ဆွေးနွေးသွားတာဆိုတော့အနည်းချုပ်အနေနဲ့နောက်ဆုံး10မိနစ်ဆွေးနွေးပြပါဟုတ်ကဲ့ဆိုတော့တောက်လျှောက်လည်းကျွန်တော်ပြောခဲ့တယ် boy coat လက်နက်ဒီ immediate ထက်တဲ့လက်နက်ဖြစ်တယ်ကျွန်တော်တို့ຫນွေဦးတော်လန်ကြီးမှာတောက်လျှောက်ကျွန်တော်တို့ကင်ဆွဲသွားရမယ့်အရာတစ်ခုလည်းဖြစ်တယ်ဆိုတော့ထက်များတဲ့အရာတစ်ခုကိုကင်ဆွဲတဲ့အချိန်မှာကိုယ်တိုင်လည်းတန်ရာမရဖို့အတွက်ကိုပြည်သူတွေကိုလည်းမထိခိုက်ဖို့အတွက်ကျွန်တော်တို့အမြဲ view site ဖို့အတွက်လိုတယ်နောက်တစ်ခုကကျွန်တော်တို့တွေကဒီစစ်အာဏာရှင်စနစ်ဆိုတဲ့အရာတစ်ခုကိုဖြိုချဖြိုလဲနိုင်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့တွေကဒီပင်စီကိုကာကွယ်ပေးထားတဲ့အကိုင်းအခက်တွေကိုကျွန်တော်တို့တွေကဖျက်တောက်ပစ်ဖို့အတွက်လိုတယ်နောက်တစ်ခုကကျွန်တော်တို့တွေကသူတို့တွေကတော့ပေါ့နော်ဒီပွန်းလေးတွေပါဆိုပြီးကျွန်တော်တို့အနေနဲ့တတ်မှတ်လို့မရဘူးဒီပွန်းလေးတွေကလည်းကွင်းဖြစ်သွားနိုင်တယ်ဒီပွန်းလေးတစ်ကောင်ချင်းစီတိုင်းဒီလေအချိန်မီပြီးပို့ပြီးတော့မှပြောင်းလဲသွားနိုင်တယ်သူတို့ရဲ့ထောက်တိုင်ကြီးတွေဖြစ်သွားနိုင်တယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့တွေကတော့ boy coat လုံးတဲ့အရာတွေကိုတော့ပြက်သား boy coat လုံးရမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်နောက်တစ်ခုကအားလုံးဒီဒဏ်ရာကိုစီရှိနေကြတာပဲတော်လည်းရေးမှာဘယ်ဘက်ချမ်းမှာပဲရှိလူတိုင်းမှာတော့ဒဏ်ရာကိုစီကတော့ရှိမှာပဲမွန်ကျက်မှုတွေတော့ရှိမှာပဲဒီဒဏ်ရာတွေနဲ့မွန်ကျက်မှုတွေကိုကျွန်တော်တို့တွေကလက်ရှိကာလမှာအချင်းချင်းအပြန်အလှန်နားလည်ပေးကြတယ်အပြန်အလှန်ပြန်ပြီးတော့မှကူညီဖေးမပြီးတော့မှကျွန်တော်တို့တွေကရှေ့ဆက်ရမှာပဲတော်လန်ရေးကိုအမြန်ဆုံးကျွန်တော်ပြီးစီချင်တာမှန်တယ်ဒါပေမဲ့တော်လန်ရေးတစ်ခုစီဆယ်စုနှစ်တစ်ခုကတော့ကြာပါလိမ့်မယ်ဆိုတော့တော်လန်ရေးဒီမြန်ပြီးအောင်မဟုတ်ဘူးလို့လေကျွန်တော်ကတော့မြင်တဲ့သူတယောက်ဖြစ်တယ်ဒါဒီလေအများမြင်မှာတိတ်လက်သင်ခံမဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော်မတန်အနေများတဲ့စကားပါပဲတို့ပြည်ဒီဘယ်လိုပဲဖြစ်တော်လန်ရေးဒီကြာအောင်မယ်အဲ့အတွက်ကြောင့်မို့ကျွန်တော်တို့တွေကဖို့အတွက်ကတော့အပြန်အလှန်ကျွန်တော်တို့တွေကအားပေးကူညီမှုနဲ့ပဲသွားမှရမယ်ဒါမှကျွန်တော်တို့တွေကအချင်းချင်းအပြန်အလှန်ပြီးတော့မှကျွန်တော်တို့တွေကဒီအသိပညာတွေကျွန်တော်တို့ရဲ့အမြင်တွေခံစားချက်တွေမျှဝေပြီးတော့မှကျွန်တော်တို့တွေကတော်လန်ပညာရေးနဲ့ကျွန်တော်တို့ရှေ့ဆက်နိုင်မှာကျွန်တော်တို့သွားချင်တဲ့ပန်းနိုင်ဖြစ်တဲ့ Federal Democracy စနစ်ကိုရောက်မှာဖြစ်တယ်စစ်မှန်တဲ့ Federal Democracy စနစ်ကိုသွားချင်တယ်ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်ကအသိပညာတွေကိုအပြန်အလှန်မျှဝေပြီးတော့မှကျွန်တော်တို့တွေကသွားရမယ်ဒီနေရာမှာကျွန်တော်တို့တွေကခံစားချက်ကောခံယူချက်ကောနှစ်ခုစလုံးအရေးကြီးရလို့လဲကျွန်တော်ကပြန်ပြီးတော့မှထပ်လောင်းပြောချင်ပါတယ်ဆိုတော့ပြန်ချုပ်ရရင်တော့ကျွန်တော်တောက်လျှောက်ပြောလာတဲ့ဒီတပိတ်လက်နဲ့တနည်းအားဖြင့်တော့ကျွန်တော်တို့ boy coat လက်နဲ့တွေဒီအင်မတန်ထပ်မျှပါတယ်ဆိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ဒီ boy coat လက်နဲ့ထပ်မထပ်ဆိုတဲ့ခေါင်းစဉ်ကိုဆွေးနွေးညင်းခုံသွားတဲ့ကျွန်တော်360 debate ကိုတော့ဒီနေရာမှာရပ်နာပါမယ်ဝင်ပြီးတော့မှညင်းခုံဆွေးနွေးပေးကြတဲ့ကိုလင်းထက်နဲ့ကိုရဲရင်မောင်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ဆုံးအနေနဲ့နှစ်ယောက်ဆက်ချင်းလေးပြီးနှုတ်ဆက်လိုက်ပါတကယ်ရန်ဖြစ်နေအောင်ပို့ပါဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်နောက် episode ဒီမှာပြန်ပြီးတော့ဆုံပါမယ်